there's a special impartation ဒီမှာ special ဘိတ်သိက်ခြင်း impartation that I believe God wants to release tonight. ဒီညမှာသင်တို့စီကိုစေလွတ်ခြင်းနဲ့ And that's that God wants to release an anointing for encounters. ဖခင်ဟာသင်တို့ကိုဖခင်နဲ့တွေ့ဆုံစေတဲ့ဘိတ်သိက်ခြင်းကိုပေးခြင်းတယ်လို့ကျွန်တော်ယုံကြည်တယ် See, throughout the Bible, from the beginning to the very end, ကျမ်းစာရဲ့အစကနေအဆုံးထိ God has visited men. ဖခင်ဟာလူတွေစီကိုလာရောက်ခဲ့တယ် Many people have had dreams, လူတွေအချို့တွေကအိမ်မက်တွေအပြင်ပြောက်တွေ့တယ် angelic visitations, ကောင်းကင်တမန်တွေအပြင်တွေ့တဲ့သူတွေရှိတယ် appearances of the Lord. ဖခင်ထင်ရှားခြင်းတွေ You can find the theme of encounter throughout the whole Bible. ကျမ်းစာတစ်အုပ်လုံးမှာဖခင်နဲ့တွေ့ဆုံခြင်းတွေနဲ့ပြည့်နေ Because we don't have a religious God, ကျွန်တော်တို့ဟာဘာသာရေးစံနဲ့ဖခင်ကို we have a living God. ကျွန်တော်တို့အသက်ရှင်တဲ့ဖခင်ကိုရတာတော့ဖြစ်တယ် Oh, and one of the things you've been learning during this Holy Spirit weekend ဒီ Holy Spirit Conference မှာသင်ယူနေတဲ့အရာက is that the Holy Spirit wants to encounter you. ဝိညာဉ်တော်သည်သင်နဲ့တွေ့ဆုံခြင်းတယ် And if we will value His presence, သူ့မျက်မှောက်တော်ကိုကျွန်တော်တို့ဒီတန်မိုးထားတယ် He will cause the unusual to become usual in your life. သူတို့ဟာဘုရားသခင်ရဲ့အရာတွေကိုထူးဆန်းတဲ့အရာတွေအဖြစ်ပြောင်းလဲသွားမှာဖြစ်တယ် In fact, tonight I want to talk about the purpose of encounters with God. သင်ဘဝမှာဘုရားသခင်နဲ့တွေ့ဆုံခြင်းရဲ့အကြောင်းရင်းရည်ရွယ်ချက်ကဘာလဲဆိုတာကျွန်တော်ပြောပြခြင်းတယ် See, God wants to visit us, ဘုရားခင်နဲ့ကျွန်တော်တို့စီလာခြင်းနဲ့ but there's a reason behind the reason why He wants to come. ဒါပေမဲ့သူလာခြင်းချင်းအနောက်ကွယ်မှာရည်ရွယ်ချက်ရှိတယ် See, He doesn't just show up because happenstance. ဘုရားခင်ကအဲ့ဒီမှာလာခြင်းလို့လာတာပဲမဟုတ် He shows up with great purpose to unlock destiny. သူလာရောက်ခြင်းမှာကြီးမားတဲ့ရည်ရွယ်ချက်အမြဲတမ်းရှိတယ် See, tonight, ဒီညမှာ oh, one touch can change your life. ဘုရားခင်တို့ထီချင်းတစ်ခွက်သင်ဘဝပြောင်းလဲစေတယ် See, the Bible's full of stories ကျမ်းစာဟာဖြစ်ပျက်နေနဲ့ပြည့်နေတယ် of the suddenlies of God. ဘုရားခင်ရဲ့ရုတ်တရက်တွေ့ဆုံခြင်း Oh, tonight the suddenlies of God are here. ဘုရားခင်ရဲ့ရုတ်တရက်ရောက်လာခြင်းဘုရားခင်ရုတ်တရက်အတွေ့ခံခြင်းဒီညမှာဖြစ်မယ် Where one touch, one word can change everything. ဘုရားခင်ရဲ့တစ်ချက်တစ်ခေါက်တို့ထီချင်းကသင်ဘဝပြောင်း Oh, လဲ for စေ some of you, ချို့တော်သူရဲ့ oh, your family, they're not even going to recognize you သင် anymore. မိသားစုကတော့သင်ကိုမမှတ်မိနိုင်တဲ့အထိဖြစ်လိမ့်မယ် Your friends are going to see the anointing on your life. သင်ဘဝမှာဘိတ်သိက်ခြင်းရတဲ့အတွက်ကြောင့် And they're going to say, where did you get that? လူတွေကပြောလိမ့်မယ်အဲ့ဒီဘိတ်သိက်မင်းဘယ်မှာရခဲ့တာလဲ How did you step into that new dimension of the Holy Ghost? ဝိညာဉ်တော်ရဲ့နေပယ်တစ်တဲ့ကိုမင်းဘယ်လိုရောက်သွားတာလဲ You're going to say, I went to Miracle Makers Church. ဟောငါ Miracle Maker Church ကိုသွားလိုက် I went to the Holy Spirit conference. ငါ Holy Spirit Conference ကိုသွားခဲ့လို့ Oh, the Holy Spirit released fresh oil. ဝိညာဉ်တော်ရဲ့ဘိတ်သိက်စီအသက်ကိုငါရခဲ့လို့ Listen, if you have Bibles, ဒီမှာကျမ်းစာရှိဆိုရင် I want you to get them out. ထုတ်စေခြင်းနဲ့ You can take a seat for a few ထိုင်ပါ minutes အနေချိန်နဲ့ထိုင်ပါ until the next glory praise break. အဲ့တော့ကျွန်တော်တို့ဘုရားကဘုန်းတော်ကြွလာတဲ့အထိ See, I know you people here in Myanmar. ဒီမြန်မာပြည်မှာရှိတဲ့လူတွေဟာ You're too on fire to stay still. သင်တို့ကငြိမ်ငြိမ်ထိုင်ဖို့အတွက်မလွယ်ဘူးဖြစ်တယ် By the time I read the scripture,ကျွန်တော်ကျမ်းစာလေးဖတ်ရော you're already back up again, ready. ပြန်ထနေလောက်ပြီသင်တို့က See, God loves that. ဘုရားကအဲ့ဒါကိုသဘောကျတယ် I love that. ကျွန်တော်လည်းသဘောကျတယ် See, where God can find passion, ဘုရားခင်ကစိတ်အားကြီးခြင်းကိုတွေ့ where တဲ့ He အခါ finds hunger, စာငတ်ခြင်းကိုတွေ့တဲ့အခါ He pours His Spirit out there. ထပ်ပြီးတော့သူ့ဝိညာဉ်သွန်းလောင်းပေး Now, I want to look at some things ကျွန်တော်တစ်စုံတစ်ခုကြည့်စေခြင်းနဲ့ because there's different levels to knowing God. ဘုရားကိုသိခြင်း level အဆင့်ဆင့်ရှိ Not everybody's at the same place, ကျွန်တော်တို့အားလုံးကတနေရာထဲမှာရှိရမှာ but we're all on a journey. ကျွန်တော်တို့အားလုံးခီးစဉ်တစ်ခုထဲမှာရှိ Some people have been saved a lot longer than others and they know God more. အချို့သောသူတွေကဘုရားကိုရဟကြပြီးနော်ဘုရားခင်နဲ့သူတို့ရှောက်လန်းတာကြာ And others are just newly saved and getting to know God. အချို့သောသူတွေကအခုမှကယ်တင်ခြင်းရတယ်ဘုရားကိုအခုမှသိလာ But age doesn't actually have to do with maturity. ဒါပေမဲ့အရွယ်နဲ့မဆိုင်ဘူးဖြစ်တယ်ဘုရားကိုသိကျွမ်းခြင်းက Because the Spirit of God ဘုရားကဝိညာဉ်သည် can accelerate a believer ယုံကြည်သူတစ်ယောက်ကိုလင့်မြန်စေနိုင်တယ် to where in 1 year's time they can grow 5 years in the Spirit. တစ်နှစ်ကြာပဲသွားရတယ်ဒါပေမဲ့ဝိညာဉ်ထဲမှာ9နှစ်ကြာဖြစ်နေနိုင်တယ်
You know how I know this? ကျွန်တော်ဘယ်လိုသိလဲသိလား Because when I got saved at 21 years old, ကျွန်တော်21နှစ်မှာကယ်တင်ခြင်းရတဲ့ခါ by the time I was 23, I was preaching the gospel all over the world. ကျွန်တော်23နှစ်မှာကဘာပတ်ပြီးတရားဟောနေပြီဖြစ်တယ် By the time I was 25, 26, ကျွန်တော်အသက်25 26မှာ I was preaching to millions of people, လူသန်းနဲ့ချီကိုကျွန်တော်တရားဟောနေပြီ seeing miracles and signs and wonders. နမိတ်လက္ခဏာတွေအများ The ကြီး dead raised. သေတဲ့လူတွေရှင်ပြန်တာမြင်ရတယ် Seeing God open doors all over the planet. ဒီဖျားခင်ရဲ့တကားဖွင့်ပေးခြင်းတွေမြင်ရတယ် And it was so funny ရည်ရတဲ့အရာ because I would preach in some of the biggest places. ကျွန်တော်တကယ်နေရာအကြီးတွေမှာကျွန်တော်ဟောတဲ့ခါ And the pastor invited me to preach at the conference. ကျွန်တော်ကိုဖိတ်တဲ့ဆရာတွေက And then he say, hey, how long have you been saved? သူတို့ကကျွန်တော်ကိုမေးတယ်မိကယ်တင်ခြင်းရတာဘယ်လောက်ကြာပြီလဲ I say 2.5 years. နှစ်ခွဲရှိပြီ And he said, what? He said, how did you get here? မင်းဒီနေရာဘယ်လိုရောက်လာတာလဲ And I said, you invited me. မင်းငါ့ကိုဖိတ်တာလေ And he said, no, 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 no. How ဒါပေမဲ့သူပြောမဟုတ်ဘူးမဟုတ်ဘူးပြော did ချ you င်တာ get this influence ဒီလိုလွှမ်းမိုးမှုမင်းဘယ်ရတာလဲ and this favor ဒီမျက်နှာသားမျိုး in 2.5 years? နှစ်ခွဲအတွင်းမှာ And he said, how did you get this maturity? ဒီရင့်ချက်မှုမင်းဘယ်ရရတယ် See, but I want to say something to you right now. ဒီနေ့မှာကျွန်တော်သင်ကိုပြောချင်တယ် I've been in full-time ministry now ကျွန်တော်ဒီအမှုတော်ဆောင်တာကြာပြီ for over 20 years. နှစ်20ကြာပြီ And we've seen God do amazing things. ဘုရားကကြီးမားတဲ့အမှုတွေပြုတာကျွန်တော်မြင်ခဲ့ရ But don't let anyone despise you of your youth. ဒီနေ့သင်ရဲ့ငယ်ရွယ်နှုတ်ပြခြင်းကိုလူတွေမထီမဲ့မြင်မပြုစေနဲ့ Don't let anybody despise you of your age period. သင်ရဲ့အသက်အရွယ်ငယ်လို့ဆိုပြီးတော့လူတွေမထီမဲ့မြင်ပြုတာမခံ Come on, they said that Abraham and Sarah were too old. လူတွေပြောတဲ့အာဗြဟံနဲ့ဆာရာကအသက်ကြီးပြီတဲ့ They said that Jeremiah was too young. ယေရမိယအရင်ငယ်လုံးနေတဲ့ God does not look at things the way that man does. လူတွေကြည့်တယ်လို့ဘုရားကမြင်တာမဟုတ်ဘူး Because it's all about the heart. အရာအလုံးနှလုံးသားနဲ့ဆိုင် See, God is about to raise up a generation, ဘုရားကမျိုးဆက်ကို raise up လုပ်နေတယ် both young and old. ငယ်ရွယ်သောသူတွေရောကြီးတဲ့သူတွေရော And I want to say that in the nation of Myanmar, မြန်မာနိုင်ငံအတွက် you have not seen anything yet. သင်မြင်တဲ့အရာတွေကတည်တည်လေးပဲရှိသေးတယ် Because God is about to visit this ဒီ nation. နိုင်ငံကိုဘုရားကကြွလာမယ် Oh, I'm telling you, God's eye ဘုရားကမျက်စိဟာ is on Myanmar. မြန်မာနိုင်ငံပေါ်မှာရှိတယ် God's eye ဘုရားကမျက်စိဟာ is on Myanmar. မြန်မာနိုင်ငံအပေါ်မှာရှိတယ် And tonight, ဒါကြောင့်ဒီညမှာ He wants to release an anointing that will change everything, သင်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေမယ့်အရာဘုရားက that will rearrange everything, အရာအလုံးအစီအစဉ်ပြောင်းသွားစေမယ် and will accelerate the things of God in your life. ဘုရားသခင်ရဲ့အကြံစီတွေအလင်းအမြန်ပြည့်စုံလာမယ် Now, listen, let's look at the scriptures. ကျမ်းစာဖတ်ရအောင် I want to look at the story of the Mount of Transfiguration. ဒီဘုရားသခင်ရဲ့ဘုံတော်နော်စင်သက်တဲ့တောင်အကြောင်းကိုကျွန်တော်ပြောချင်တယ် Because in this story, ဒီဖြစ်ပြမှာ you will see the understanding of why God releases supernatural encounters to His people. ဘုရားသခင်ကဘာကြောင့်သူ့လူတွေကို supernatural encounter တွေပေးတယ်လဲဆိုတဲ့အရာကိုမြင်ရတယ် Luke chapter 9, လုကာခန်းကြီးကို verses 28 through 36. အငယ်28ကနေပြီးတော့36ထိဖြစ်တယ် Let's read this together. အားလုံးအတူတူကဖတ်ရအောင်ထို့သောမင်းတော်မူပြီးနောက်ရှစ်ရက်လောက်လွန်သောအခါယေရှုသည်ပေတရုယောဟန်ယာကုပ်တို့ကိုခေါ်၍ဆုတောင်းခြင်းကတောင်ပေါ်သို့တက်ကြွတော်မူ၏ဆုတောင်းတော်မူစဉ်တွင်မျက်နာတော်သည်ထူးခြားသောအစင်းရောင်ရှိ၍အဝတ်တော်လေးပြောင်ပြောင်လက်လက်ဖြူ၏မောရှေနှင့်အေလိယဒီဟုသောလူနှစ်ယောက်တို့သည်ဘုံအတရေနှင့်ထင်ရှား၍ကိုရိုနှင့်သူဆွေးနွေးလျက်ယေရုရှလင်မြို့၌စုတည်တော်မူမည်အကြောင်းအရာကိုပြောကြ၏ပေတရုနှင့်သူ၏အဖော်တို့သည်မျက်စိလေးလံသဖြင့်တငိုက်ငိုက်ရှိကြ၏နိုးသောအခါဘုံအတရေတော်ကို၎င်းကိုရိုနှင့်ရက်နေသောလူနှစ်ယောက်ကို၎င်းမြင်ကြ၏ထိုသူတို့သည်အထံမှသွားကြစဉ်ပေတရုကသခင်ဤအရက်၌နေပွေကောင်းပါ၏ကိုရောဖို့တဲတဆောင်မောရှေဖို့တဆောင်အေလိယဖို့တဆောင်တဲသုံးဆောင်ကိုအကျွန်ုပ်တို့စောက်လုပ်ပြရစေဟုရောင်ရမ်း၍ရှောက်လေ၏ထို့သောရှောက်ပြီးမှမိုးတိမ်သည်သူတို့ကိုလွှမ်းမိုး၍မောရှေနှင့်အေလိယသည်
တိမ်တိုက်တဲ့သို့ဝင်သည်ကိုတပည့်တော်တို့သည်ကြောက်ချင်းရှိကြသည်ဖြစ်၍ဤသူကငါချစ်သားပေသည်သူ၏စကားကိုနားထောင်ကြလော့ဟုမိုးတိမ်ကအတန်တော်ဖြစ်လေ၏ထိုအတန်တော်ဖြစ်သည့်ခဏချင်းတွင်ယေရှုသည်တယောက်ထဲရှိတော်မူ၏တပည့်တော်တို့သည်မိမိတို့မြင်သောအရာကိုဝတ်ထား၍ထိုကာလ၌အဘယ်သူအားမျှမကြားမပြောဘဲနေကြ၏ Wow, what Wow. an encounter with God. ဖခင်နဲ့တွေ့ဆုံခြင်းဖြစ်တယ် Now, I want to look at some things specifically ဒီနေရာမှာအတိအကျချို့သောအရာလေးတွေပြောချင် that တ I ယ် want to point out in these scriptures. ဒီကျမ်းစာမှာကျွန်တော်ဖော်ပြချင်တယ် Number one, it says that Jesus took Peter, James, and John with him up the mountain to pray. နံပါတ်1ကတော့ယေရှုဟာပေတရုယာကုပ်ယောဟန်နဲ့အတူတောင်ပေါ်တက်ပြီးဆုတောင်းတယ် How many of you know that that's a big deal? ဒါဒီမှာကိစ္စတစ်ခုဖြစ်တယ် Here's the reason why. ဘာလို့လဲဆိုရင် Because Jesus had 12 disciples, ယေရှုမှာတပည့်တော်12ယောက်ရှိရယ် but he only took 3 disciples up the mountain to pray. ဒါပေမဲ့3ယောက်ကိုပဲတောင်ပေါ်မှာဆုတောင်းဖို့ခေါ်သွားတယ် But he also had 70 disciples နောက်ပြီးတော့သူ့မှာလူ80ရှိသေးတယ် that he laid hands on and he sent out to do evangelism. သူလက်တင်ပြီးတော့ဧဝံဂေလိဟောဖို့တော့ဆေလွတ်ထားတဲ့လူ80 But yet he only chose 3 disciples to go up the mountain and pray. ဒါပေမဲ့တောင်ပေါ်မှာသွားဆုတောင်းဖို့ကြောင့်တပည့်တော်3ယောက်ကိုပဲယေရှုခေါ်တယ် And one of the 3 disciples, ဒီ3ယောက်က John, ယောဟန်ဟာ was even closer to Jesus than Peter and James. ယောဟန်ကပေတရုနဲ့ယာကုပ်ထက်ယေရှုနဲ့ပိုရင်းနေတယ် He was the disciple whom Jesus loved. သူဟာယေရှုချစ်တဲ့တပည့်တော်ဖြစ်တ He ယ် laid his head on the chest of Jesus. ယေရှုရဲ့ရင်ခွင်ပေါ်မှာလျှောင်းသောတပည့်တော်ဖြစ်တယ် He was so close to Jesus that he heard the heartbeat of God. သူဟာယေရှုရဲ့အញ្ញနီးလုံးလို့ယေရှုရဲ့နှလုံးခုန်တန်ဖခင်ရဲ့နှလုံးခုန်တန်တော့ကြားတော်သူဖြစ်တယ် See, I want you to understand something. ကျွန်တော်တို့နားလေစေချင်တယ် There are different levels to knowing God. ဖခင်ကိုသိခြင်းမှာ level အဆင့်ဆင့်ရှိတယ် And if we are hungry for Jesus, ကျွန်တော်တို့ကစာငတ်တယ်ဆိုရင် if we're hungry for his presence, သူရဲ့မျက်မှောက်တော်စာငတ်တယ်ဆို if ရင် we love the Holy Spirit, ဝိညာဉ်တော်ကိုချစ်တယ်ဆိုရင် and we live a lifestyle of purity and intimacy, တန်ရှင်တော်ဖြောင့်မတ်တော်ဖခင်နဲ့ယဉ်ကျေးကျွမ်းဝင်တဲ့အသက်တာမှာအသက်ရှင် oh, I'm telling you, God will accelerate the growth in your life. ဒီနေ့ဖခင်ကတဲ့ကြီးထွားခြင်းကိုအလင်းမြန်စေလိမ့်မယ် See, Peter, James, and John were chosen to go up the mountain. ပေတရုယာကုပ်ယောဟန်ဟာဖခင်ရဲ့ရွေးကောက်ခြင်းခံရတဲ့တောင်ထိပ်ကိုသွားဖို့ And they saw Jesus transfigured and glorified. အဲ့မှာယေရှုရဲ့ဘုန်းတော်ထဲမှာအစင်းအရောင်အသွင်ပြောင်းလဲခြင်းကိုသူတို့မြင်ရတယ် They watched as Jesus started to pray. ယေရှုစပြီးဆုတောင်းတဲ့အခါ The Bible says his appearance was altered. သူ့ရဲ့မျက်နှာဟာထူးခြားသောအစင်းအရောင်ဖြစ်ပြောင်းသွားတယ် He began to shine. ကားတဲ့အလင်းရောင်တွေထွက်လာတယ် He began to become glistening white like snow. ပြောင်ပြောင်လက်လက်ဖြူတယ်တဲ့နော်ကျွန်တော်တို့ဒီ snow တွေလိုမျိုးပဲဖြစ်သွားတယ် One of the writers of the gospel says that his appearance was white like lightning. အဲ့ဒီနော်ဒီချမ်းစာဆရာတယောက်ဆိုဘယ်လိုပြောလဲဆိုယေရှုရဲ့မျက်နှာကမိုးကြိုးရောင်လိုပဲပြောင်ပြောင်လက်လက်ဖြစ်သွားတယ် One translation says that his clothes were whiter than any launder could ever make white. ယေရှုရဲ့အဝတ်ကဘလောက်ထိဖြူတယ်လဲဆိုရင်ဘယ်ခွာတယ်မှရှော်လို့မရတဲ့အထိဖြူတယ် And all of a sudden Moses and Elijah appear in glory. အဲ့ဒီမှာရုတ်တရက်အေလိယနဲ့မောရှေလည်းရောက်လာတယ် And they start talking to Jesus ယေရှုရဲ့စကားစပြောကြတယ် about his mission of the cross and ascending. ယေရှုခရစ်တော်ရဲ့အသေးခံခြင်းနဲ့ဒီနေ့ထမြောက်ခြင်းကားယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုဆွေးနွေးကြတယ် See, the first thing I want you to notice ဒီနေရာမှာသင်ကိုမြင်စေခြင်းနဲ့ပထမဆုံးအရာက was the Bible says as Jesus prayed, his appearance changed. ယေရှုဆုတောင်းတဲ့အချိန်မှာသူ့ရဲ့အသွင်ပြောင်းလဲသွားတယ် See, if you want to walk in the things of God, you have to be a man or a woman of prayer. ကျွန်တော်တို့ကဘုရားသခင်ရဲ့နော်ဒီနိုင်ငံတော်ထဲမှာရှောက်လန်းခြင်းနဲ့ဆိုကျွန်တော်တို့ဆုတောင်းတဲ့သူတွေဖြစ် Because prayer changes everything. ဆုတောင်းခြင်းအရာအားလုံးကိုပြောင်းလဲစေ See, that's why last night I taught you about praying in the Spirit. ဒါကြောင့်မနေ့ညကကျွန်တော်နော်သင်ကိုဝိညာဉ်ထဲမှာဆုတောင်းခြင်းအကြောင်းကိုပြောတာဖြစ်တယ် Because when you pray in the Spirit or when you pray in your language, သင်ဟာသင်ခြားသောဘာသာစကားနဲ့ဆုတောင်းတဲ့အခါမှာဒါမှမဟုတ်သင်နားလည်တဲ့ဘာသာစကားနဲ့ဆုတောင်းတဲ့အခါ in the realm of the Spirit, you start to be transformed. ဝိညာဉ်နယ်ပယ်မှာသင်ဟာ
ပြောင်းလဲမှုတွေစဖြစ်နေပြီ So if you want to see the glory of God, you've got to learn how to pray. အဲကြောင့်ဘုရားရဲ့ဘုန်းတော်ကိုသင်မြင်ခြင်းနဲ့ဆိုစပြီးတော့သင်ဆုတောင်းပါမယ် You've got to learn how to be diligent, ဘယ်လိုမျိုးဆုတောင်းခြင်းမှာအားထုတ်နိုင်မလဲ to be a seeker of God in the good times and in the hard ဘု times. ရားကကောင်းသောအချိန်မှာရောဒီနေ့အခြေအနေမကောင်းတဲ့အချိန်မှာရောရှာတတ်တော်သူဖြစ်ရမယ် How many of you know that when Jesus invited Peter, James, and John and said, let's go up the mountain, ပေတရုယာကုပ်ယောဟန်ကိုယေရှုကခေါ်တဲ့အခါလာတောင်းပေါ်သွားကြစို့ they didn't know where they were going. သူတို့လည်းဘေးကိုသွားလဲဆိုတာမသိဘူး They didn't know the amazing encounter they were about to witness. သူတို့မြင်ရမယ့်အရာနဲ့ပတ်သက်ပြီးသူတို့ကြိုးမသိထားဘူး Did you know if you walk up a mountain, ဒီတောင်ပေါ်တက်ရင်လေ it can be a lot of work? တောင်တက်တာပင်ပန်းတယ်နော် I've actually been to Mount Tabor where the transfiguration happened in Israel. ဒီယေရှုရဲ့အသွင်ပြောင်းလဲတဲ့တောင်ဆိုတဲ့တာဘောတောင်ကိုကျွန်တော်ရောက်ခဲ့ဘူးတဲ့ Israel မှာ You know how we get to the top of the mountain? ကျွန်တော်တို့တာဘောတောင်ဘယ်လိုရောက်လဲသိလား In the bus. ကားနဲ့တက်တာ The mountain's very steep. ဘာဖြစ်လို့လဲဆိုတောင်ကအရန်ကိုဒီမက်လုံးလို့ It's very high. It overlooks all of Israel. အမြင့်အပေါ်ရောက်လို့ရှိရင် Israel နိုင်ငံလုံးကိုမြင်ရတဲ့အထိကိုမြင်တယ် I'm sure there was a couple times the disciples were complaining. ကျွန်တော်ထင်ပါတယ်လမ်းမှာရှောက်ရင်းနဲ့တော့တပည့်တော်တွေက complaint တက်နေလောက်တယ် How much further we got to go, Lord? ကိုရောကျွန်တော်တို့ဘယ်လောက်ထက်ရှောက်ရအောင်မလဲ Peter, come on, catch up, you old man. ယေရှုပြောတယ်ပေတရုလာမင်းအသက်ကြီးနေပြီတော်တော်လေးကိုမြန်မြန်ရှောက်စမ်း See, but sometimes in our walk with God, ကျွန်တော်တို့ဘုရားနဲ့လမ်းလျှောက်တဲ့ခါ it can feel like we're climbing. ကျွန်တော်တို့ကြိုးစားတက်တယ် It can feel like resistance and hard. လမ်းတစ်ဝက်မှာလည်းအစီတားတွေနဲ့ရင်ဆိုင်ရတယ်လို့ပဲ But we don't understand is that we're about to encounter God. ဒါပေမဲ့တင်မသိတဲ့ဟာမချခင်မသိဘုရားကလည်းချင်းဆိုင်တွေ့တော့မှာဖြစ်တယ် And when it seems hard, တဲ့အနေနဲ့ကြီးတဲ့အခါမှာအရင်ခက် that's ပေ when မဲ့ the devil wants you to give up. ရန်သူအားတဲ့ချိန်မှာတင့်ကိုလက်လျှော့စေချင်တာ But what I found is if you don't give up, you get mountaintop encounters with God. လမ်းတစ်ဝက်မှာလက်မလျှော့ရင်တောင်ထိပ်မှာဘုရားနဲ့တွေ့တဲ့တွေ့ကြုံရလိမ့်မယ် Now, when this transfiguration happens, ဒီအစင်းရောင်ပြောင်းလဲခြင်းဖြစ်တဲ့အခါ Moses and Elijah appear in glory. မောရှေနဲ့အေလိယဟာဘုန်းတော်ထဲမှာပေါ်လာတယ် And when Peter, James, and John see this, ပေတရုယာကုပ်ယောဟန်မြင်တဲ့အခါ they can't believe it. သူတို့ယုံတော့မယုံနိုင် They see Jesus glistening with the glory of God, ယေရှုကလည်းကြည်ပါပြောင်းပြောင်းလက်လက်ဖြူနေတယ် and they see Moses and they see Elijah. အေလိယလည်းပေါ်လာမောရှေလည်းပေါ်လာတယ် See, Moses and Elijah မောရှေနဲ့အေလိယက were the most important figures in Jewish history and tradition to them. ဂျူးလူမျိုးတွေရဲ့သမိုင်းမှာအထင်ရှားဆုံးပုဂ္ဂိုလ်နှစ်ယောက်ဖြစ်တယ် Because Moses represents the law. မောရှေကပြည့်ညတ်တော်ပုံဆောင်တယ် He was the deliverer. သူဟာလူတွေရွေးနှုတ်ကယ်တင် He ခဲ့တဲ့ brought လူ the Hebrew children out of bondage and slavery to Egypt and positioned them for the promises of God. အေဂိုရုပြည်မှာချုံနှောင်ခံရတဲ့ဣသရေလလူတွေကိုလွတ်မြောက်စေခဲ့ But Elijah was the greatest prophet. ဒါပေမဲ့အေလိယကတော့ He called, prophet ဖြစ်တယ် he called fire down from heaven, ကောင်းကင်ကနေမီးခေါ်တဲ့ prophet and he confronted the false prophets of Baal, ဘာလာ prophet တွေကိုသူကရင်ဆိုင်ခဲ့ and he turned the heart of a nation back to God. နိုင်ငံတစ်ခုလုံးရဲ့နှလုံးသားဘုရားဘက်ကိုပြန်လှည့်စေတယ် And as these three disciples are watching, တပည့်တို့၃ယောက်ကကြည်နေတော့မှာ Peter can't help himself, ပေတရုကခါရဲမျက်စိဖွင့်ပြီး and he just starts talking. စပြီးတော့ပါဇက်ဖွင့်ပြီးပြောတော့တယ် You ever been around someone that just can't shut up? တင်တိလာတခါတလေကျရင်အချို့လူတွေပါဇက်ဗရီချိန်ပိတ်ရမယ်နားမလဲ They're just always talking. ပါဇက်ကပြောနေရမြဲတ When မ်း they're happy, they talk. သူတို့ကပြောရင်လည်းပြောတယ် When they're sad, they really talk. ဝမ်းနေရင်လည်းပြောတယ် When they're nervous, they talk. သူတို့စိတ်လှုပ်ရှားရင်လည်းစကားများတယ် When no one's around, they still talk. ဘယ်သူမှနားမှာမရှိလဲဆက်ပြောနေတော့မယ် This is Peter. အဲ့ဒီတယောက်ကပေတရုပဲ And Peter, he sees all this. သူအဲ့ဒီယူပါယုံအားနဲ့မြင်လဲမြင်ရော He doesn't even know why he says it. He goes, Lord, it's good for us to be here. သူလည်းဘာပြောမှမသိရှောက်ပြောကိုတော့ဒီနေရာမှာကျွန်တော်တို့နေရအောင် He says, let us make a tabernacle. ဒီနေရာမှာတဲဆောက်ရအောင် One for you, one for Moses, and one for ကို Elijah. တော့အတွက်တစ်ဆောင်အေလိယအတွက်တစ်ဆောင်မောရှေတို့တစ်ဆောင် And all of a sudden, ရုတ်တရက် a glory cloud comes out of heaven.
ကောင်းကင်ကနေပြီးတော့မိုးတိမ်ကျလာ See, that glory cloud represented the Holy Spirit. ဘုန်းတော်မိုးတိမ်ဟာတန်ရှင်သောဝိညာဉ်တော်ပုံဆောင်တယ် And out of the glory cloud, အဲ့ဒီဘုန်းတော်မိုး a တိမ်က voice came အတန်ရောက်လာတယ် saying, "This is my son, listen to him." ငါဒီသူဟာငါရဲ့သားဖြစ်တယ်သူ့ရဲ့အတန်နားထောင်ပါ And it says Peter, James, and John fell on their faces and trembled in the presence of ပေ God. တရုယာကုပ်ယောဟန်တခါရဲကျမ်းမြေကြီးပေါ်ပြတ်ဝတ်သွားတယ် How many of you know that if you were James and John, သင်သာယာကုပ်နဲ့ယောဟန်ဖြစ်မယ်ဆိုရင် when Peter said what he said, ပေတရုပြောတဲ့စကားတွေသင်ဘေးက and နေ the ကြားရင် glory cloud rebuked them, ဘုန်းတော်မိုးတိမ်ကကြလာပြီးတော့ပြော how တ we ယ် know that James and John were probably like, "Peter, why you always got to say something?" သင်သာပေတရုယာကုပ်နဲ့ယောဟန်ဖြစ်မယ်ဆိုပေတရုဒီလိုပြောပေတရုမင်းကလေဘာလို့အဲ့လိုမျိုးစကားရှောက်ရှောက်ပြောတာ But what's interesting ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတယ် is that God released this encounter to Peter, James, and John ဖျားသခင်ကဒီ encounter ကိုပေတရုယာကုပ်ယောဟန်ကိုတွေ့စေတယ် because after the resurrection, they were going to become the main leaders of the church. ဘာကြောင့်လဲဆိုတော့ဒီထမြောက်တဲ့အချိန်မှာယေရှုထမြောက်တဲ့အခါမှာဒီ3ယောက်ဟာအသင်းတော်ရဲ့အရေးကြီးခေါင်းဆောင်3ယောက်ဖြစ်လာမှာမို့ See, လို့ဖြစ် God wants to release encounters ဖျားခင်က encounter တွေပေးခြင်းနဲ့ to prepare us for our callings and to prepare us for our destinies. ကျွန်တော်တို့ရဲ့ခေါ်ခြင်းတွေကိုပြင်ဆင်ဖို့ကျွန်တော်တို့ရဲ့အနာဂတ်ကိုပြင်ဆင်ဖို့ဖြစ်တယ် See, Peter, James, and John ပေတရုယာကုပ်ယောဟန်ဟာ had no clue that they were going to be the leaders of the way. သူတို့ဟာလာမယ့်အနာဂတ်မှာခေါင်းဆောင်ကြီးတွေဖြစ်မယ်ဆိုတော့သူတို့မသိဘူး They were just having so much fun following Jesus. ယေရှုနောက်လိုက်ရရင်ပြောနေတာသူတို့က But when this encounter happens, ဒါပေမဲ့ဒီအဖြစ်ပြက်လေးဖြစ်ရော God starts to change the way they think about Jesus. ယေရှုနဲ့ပတ်သက်ပြီးတော့သူတို့မြင်တဲ့အမြင်လုံးဝပြောင်းသွားတယ် See, they knew that he was the healer ဒီပုတ်ယေရှုဟာအနာငြိမ်းစေသူဖြစ်တယ်ဆိုတော့သူတို့သိတယ် because they saw all the miracles that he did. ဘာလို့လဲဆိုယေရှုလုပ်တဲ့နမိတ်လက္ခဏာတွေသူတို့မြင်တယ် They knew he was a prophet ယေရှုက prophet ဖြစ်တယ်ဆိုတော့သူတို့ because သိ he တယ် prophesied everywhere he went and things were coming to pass. ယေရှုသွားတဲ့နေရာတိုင်းမှာ prophet ပြောတဲ့ຢာတွေလည်းဖြစ်လာတယ် They called him rabbi ယေရှုကို rabbi လို့လည်းခေါ်တယ် because he was their teacher. သူတို့ရဲ့ဆရာသင်ကြားပေးတော်သူလည်းဖြစ်တယ် But they had not yet confessed him as the Christ. ဒါပေမဲ့သူတို့ဟာယေရှုကိုခရစ်တော်အနေနဲ့ဝန်မခံရသေး Isn't it interesting that it was Peter ဘူးဒါပေမဲ့အဲ့ဒီမှာပေတရုဟာ who confessed Jesus as Christ? ယေရှုကိုခရစ်တော်အဖြစ်ဝန်ခံခဲ့တော်သူဖြစ်တယ် You ever wonder why it was Peter? ဘာဖြစ်လို့ပေတရုကအဲ့လိုဝန်ခံခဲ့တယ်လဲသိလား I believe it was because of this encounter. ဒီအဖြစ်ပြက်ကြောင့်လို့တော့ကျွန်တော်ယုံကြည်တယ် See, here's Peter, ဒီပေတရုဟာ and you want to know what God's doing to Peter? ပေတရုပေါ်မှာဘုရားအလုပ်လုပ်တဲ့အ He's ရာသိလား changing the way that Peter thinks about Jesus. ယေရှုနဲ့ပတ်သက်ပြီးပေတရုမြင်တဲ့အမြင်ပြောင်းလဲအောင်ဘုရားကလုပ်ပေးခဲ့တာဖြစ် See, တယ် here is the place where you find the purpose of encounters. ဒါကြောင့်မို့လို့ encounter ကဘာကြောင့်အရေးကြီးလဲရည်ရွယ်ချက်ကဘာလဲ See, encounters are not just given so that we are spiritual. ကျွန်တော်တို့ encounter ရတာဟာဝိညာဉ်လူဖြစ်ကြောင်းသိတာဖို့ပဲမဟုတ်ဘူး Encounters are not just having goosebumps and tickles ကျွန်တော်တို့เนาะတကားတဲ့စက်သိန်းတွေထဖို့အတွက်ပဲမဟုတ်ဘူး and telling everybody about what God has shown us or said to ဘုရား us. ငါ့ကိုဘာပြောတယ်ဆိုတဲ့အကြောင်းပဲလူတွေကိုကြွားဖို့မဟုတ်ဘူး But encounters reveal Jesus, encounter ယေရှုဘယ်သူလဲဆိုတာသင်ကိုဖော်ပြတယ် and they release impartation of grace အဲ့ဒီကနေပြီးတော့ဂျေဇုတော်ကို For ဘု us- ရားကသင်ကိုပေးတယ် for us to know him more. သူ့ကိုပိုသိတဲ့ဂျေဇုတော် See, in this encounter, ဒီ encounter ထဲမှာ when Peter sees Moses and Elijah, မောရှေနဲ့အေလိယကိုပေတရုတွေ့တယ် and he starts to go, Lord, it's good for us to be here. ကိုတော့ဒီနေရာနေဖို့ကောင်းတဲ့အရာဖြစ်တယ်ကိုတော့ဆိုပြီးစပြော Let တော့ me make a tabernacle for you and for Moses and Elijah. ကိုတော့တဲတဲ့ဆောင်မောရှေတို့တဲတဲ့ဆောင်အေလိယတို့တဲတဲ့ဆောင်လုတ်ပေးပြစီ See, what's going on in Peter's heart and mind is he's stuck in tradition. तू ဒီမှာဘာဖြစ်လဲဆို तू အတွေးထဲမှာ तू ကဂျူးတွေဒီယဉ်ကျေးမှုက तू အထဲမှာဆွဲ He's နေတာ stuck ဖြစ်တယ် in religion. ဘာသာရေးက तू အထဲမှာဆွဲနေ See, because in a Jewish mindset, there was no one more important than Moses and Elijah. ဘာဖြစ်လို့လဲဆိုဂျူးတွေအတွက်ကမောရှေနဲ့အေလိယအရန်အရေးကြီးတဲ့ပုံကိုယ်တွေဖြစ်တယ် But God was trying to show Peter ဒါပေမဲ့ဒီမှာဖခင်ကပေတရုကိုပြောနေတာဟာ that Moses and Elijah pointed to Jesus. မောရှေနဲ့အေလိယဟာယေရှုကိုပြသနေခြင်းဖြစ်တယ်ဆိုဖခင်ကပေတရုနားလည်စေခြင်းလို့ဖြစ်တယ် Because Jesus ယေရှုသည် was the fulfillment ပြည့်စုံခြင်းဖြစ်တယ် of the law and the prophets.
နော်ပြည့်ညတ်တော်နဲ့ prophet တွေရဲ့ပြည့်စုံခြင်းကယေရှုဖြစ်တယ် He was the King of glory. ထိုသူဟာဘုံကြီးသောရှင်ဘုရင်ဖြစ်တယ် He was the one that was to come. သူဟာလာမယ်လို့ prophet ပြုခဲ့တဲ့ပြည့်စုံချက်ဖြစ်တယ် See, it's this encounter ဒီတွေ့ဆုံခြင်းဟာဖ that ခင်နဲ့ broke tradition, ဖခင်နဲ့တွေ့ခြင်းသူ့ရဲ့ tradition တွေကိုပြောင်းလဲ that စေ broke religion off of Peter ပေတရက်အထဲမှာရှိတဲ့ဘာသာရေးဆန်တဲ့အရာတွေဖြိုဖျက်သွားတယ် so that he could lead the church. သူဟာအသင်းတော်အဲ့ဒါမှပဲဥဆောင်နိုင်တာဖြစ်တယ် See, God wants to release encounters to you ဖခင်ဟာသင်နဲ့တွေ့ဆုံခြင်းနဲ့ so that he can bring you out of religion and tradition and into the place of his love. ဘာသာရေးတွေကနေသင်ကိုထွက်လာပြီးတော့ဖခင်ကိုတကယ်ကိုယ်တိုင်ကိုယ်ချသိကျွမ်းခြင်းတွေကိုလာစေခြင်း See, many of you are already in this process. သင်တို့ကအဲ့ဒီ process ထဲမှာရှိနေပါပြီ Maybe you grew up in religion. သင်ဘာသာရေးထဲမှာကြီးပြင်းခဲ့တယ် Maybe you grew up in a church that didn't believe in the Holy Spirit. ဒါရှင်တော်ဝိညာဉ်တော်ကတော့မယုံတဲ့ church မှာကြီးပြင်းခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် Maybe you grew up in a different religion. ဒါမှမဟုတ်အခြားဘာသာဝင်လည်းဖြစ်ကောင်းဖြစ်ခဲ့မယ် Maybe it was Muslim. Maybe it was Buddhist. Muslim လား Buddhist လား Whatever it might be. ဘာပဲဖြစ်ဖြစ် See, God wants to release encounters ဖခင်ကတဲ့ encounter စေလို့ to change the way that we think သင်မြင်တဲ့အမြင်တွေကိုပြောင်းလဲပေးမယ် so that we would know Him. ထိုကမှသင်ဖခင်ကိုသိလာမယ် See, I preach a lot in Pakistan. ကျွန်တော်ပါကစ္စတန်မှာအမြင်တရားအများကြီးဟောခဲ့ We've planted hundreds of churches in Pakistan. ပါကစ္စတန်မှာအသင်းတော်ပေါင်းယာနဲ့ချီကျွန်တော်တို့စခဲ့ One of the churches we planted ကျွန်တော်ရဲ့နော်ဒီအသင်းစခဲ့တဲ့အသင်းတော်တစ်ခုက was in a gypsy camp. gypsy camp နဲ့မှာလုပ်တာ We ဖြစ် went တယ် into the camp, we brought food. ကျွန်တော်အဲ့ camp ကိုတွားတဲ့အခါမှာစားတော့တွေယူသွားတယ် They actually had a monkey god, နော်အဲ့မှာ like a big monkey god. monkey god That was their god. အော်သူတို့ရဲ့ဖခင်ကမြောက်ဖြစ်တယ် It was an idol. သူတို့ရဲ့အယုတ်ထုဖြစ်တယ် And they worshiped this thing. အဲ့ဒီအရာကိုသူတို့ကိုးကွယ်ကြတယ် But when we showed up, ဒါပေမဲ့ကျွန်တော်တို့ရောက်သွားတဲ့အခါ we gave them free food ကျွန်တော်တို့အစားတော့ပေးတယ် and we start to move in miracles. နမိတ်လက္ခဏာစားလုပ်တယ် The crippled man in the village jumped up and was healed. အဲ့ရွာထဲမှာရှိတဲ့လက်ချေသေးတဲ့လူကထ The ပြီးလမ်းလျှောက် deaf began to hear. နားပြန်ကြားကြတယ် The blind began to see. မျက်စိကန်းတဲ့သူတွေပြန်မြင်တယ် Oh, like 80% of the sickness and disease in their village was instantly healed. အဲ့ဒီမြို့ရွာရဲ့80%သောအနာရောဂါတွေပျောက်ကင်းသွားတယ် When I gave the altar call for salvation, ကဲတင်ချင်းလက်ခံမို့ altar call ခေါ်တဲ့အခါ everybody in the village gave their life to အဲ့ Jesus. ရွာကလူတွေအကုန်လုံးသူတို့ရဲ့အသက်ကိုခရစ်တော်ပေးကြတယ် So we ended up planting a church, အဲ့နေရာမှာကျွန်တော်တို့အသင်းတော်စဖြစ်သွားတယ် Elisha Revolution Church. ကျွန်တော်တို့ရဲ့အသင်းတော်နာမည်က Elijah Revolution ဖြစ်တယ် And it went very well for a whole year. တစ်နှစ်လုံးအဲ့မှာ And one day, ဒါပေမဲ့တရက်ကြတော့ the Muslim enforcer came, အဲ့မှာတော့သူတို့ကိုအင်အားနဲ့ဝင်ရောက်ပြီးတော့လှုပ်ဆောင်တဲ့အရာတွေ went ဖြစ်လာ to the service, ကျွန်တော်တို့ service မှာ and chopped the pastor's head off. pastor ကိုခေါင်းဖြတ်ပလိုက်တယ် And everybody scattered. လူတွေကြောက်ပြီးကုန်ပြေးကုန် It was a very hard time. အရန်ခက်ခဲတဲ့ချိန်ဖြစ်တယ် And our apostle that is in Pakistan, အဲ့ပါကစ္စတန်မှာရှိတဲ့ကျွန်တော်တို့ရဲ့ he went to apostle go minister to the people. လူတွေစီကိုတွားပြီးတော့သူတရားဟောတဲ့အခါ And when he shows up, သူတွားတယ် they're all mourning. သူတို့အားလုံးငိုနေကြတယ် And the same man that attacked the pastor pastor ကိုတတ်တဲ့သူဟာ shows up again. ပြန်လာပြန်ရော And he comes to the front. ရှေ့ကိုထွက်လာ And he falls down trembling. ရှေ့မှာထွက်လာပြီးတုံလှုပ်ပြီးတော့ And he says, I don't know what to do. ကျွန်တော်ဘာလုပ်ရမလဲမသိဘူး He said, I am the one that chopped your pastor's head off. မင်းတို့ရဲ့ pastor ခေါင်းဖြတ်ခဲ့ငါဖြစ်တယ် He said, when I did that, ကျွန်တော်အဲ့ဒါလုပ်တဲ့အခါ I turned around ကျွန်တော်နောက်လှည့်လိုက်တယ် and there was the man in all white. ကျွန်တော်နောက်လှည့်လိုက်တဲ့အခါမှာတကိုယ်လုံးအင်ကြီးဖြူဝတ်ထားတဲ့လူကျွန်တော်တွေ့တယ် And he said to me, သူကကျွန်တော်စကား I ပြောတယ် forgive you for what you just did. မင်းလုပ်တဲ့အရာကိုငါခွင့်လွှတ်တယ်လို့ပြောတယ် And I love you, son. အဲ့ဒီပြင်ပါပြောလဲဆိုမင်းကိုငါချစ်တယ်လို့ပြောတယ် And the man fell on his face အဲ့လူကတခါရဲချမ်းမြေမှာပြက်ဝတ်ပြီးတော့ because he had a Saul of Tarsus type encounter where Jesus saved him. သူကဒီတော့ရှောလူရဲ့အတွေ့အကြုံလိုမျိုးသူလည်းခံစားရတာဖြစ်တယ် As a result, thousands of Muslims have come to Jesus. အဲ့ဒီရဲ့ရလက်ကဘာဖြစ်လဲလူထောင်တောင်းနဲ့ချီတဲ့သူတွေပြောင်းလဲသွားတယ် See, if you want to see a religious spirit broken, ဘာသာရေးဝိညာဉ်တွေဖြို့ရဲ့လုံရက်တွေပြိုကျဖို့ဟာ it won't happen by arguing religion.
ဘာသာရေးအချင်းချင်းစကနိုင်လူရမှာမဟုတ် It'll ဘူး happen by power. ဒါပေမဲ့တကိုးအဖြစ်ဘုရားသမိတ်လက္ခဏာပြတယ် It'll happen by God's love. ဘုရားရဲ့ချစ်ချင်းအဖြစ်ပြသလိမ့်မယ် It'll happen when the Spirit of God begins to visit ဘု people. ရားသခင်ရဲ့မေတ္တာဟာလူတွေစီကိုရောက်လာရင် See, I want you to understand something. သင်ကိုနားလည်စေချင် God is always working, ဘုရားကအမြဲတမ်းလှုပ်နေတယ် even if you don't think He's working. तू လှုပ်နေလို့မထင်တဲ့ချိန်မှာပဲလေ तू အလုံးလုံးနေ And the Holy Spirit is always looking for someone တန်ရှင်တော်ဝိညာဉ်တော်ကအမြဲတမ်းလူတွေကိုရှာနေ that He can rest upon. तू တက်ရောက်လို့ရတဲ့လူတွေကို See, Jesus, ယေရှုဟာ when He was baptized in the Holy Spirit, တန်ရှင်တော်ဝိညာဉ်တော်အပြည့်ဗတ္တိဇံခံတဲ့ the Bible says he was dipped into the water, and when He came out of the water, ရေထဲမှာဗတ္တိဇံပေးတယ်ထလာတဲ့ခါ the heavens opened over His life. ကောင်းကင်ဖွင့်လှစ်ခြင်းခံရတယ်သူ့ဘဝ And the Spirit of God descended and rest and remain in the form of a dove. ဘုရားသခင်ဝိညာဉ်ဟာသူ့အပေါ်မှာဆင်းသက်ပြီးတော့ဆက်လက်ပြီးတည်ရှိနေ I can't find anywhere in the scriptures where you would see the Holy Spirit lifted off of Him. တန်ရှင်တော်ဝိညာဉ်တော်ဟာသူ့ဘဝနဲ့ပြန်ကြွသွားတယ်ဆိုတော့ကျွန်တော်ကျမ်းစာမှာတစ်ခါမှပြန်မတွေ့တော့ In fact, everywhere Jesus went from that moment of time, revival broke out. ယေရှုအဲ့ဒီနေရာကနေစပြီးတော့သွားတဲ့နေရာတိုင်းမှာနိုးထမှုတွေဖြစ်လာတယ် Everywhere He went, သူသွားတဲ့နေရာတိုင်း He flipped the cities upside down. မြို့ရွာတွေကိုပြောင်းပြန်လှန်ပြတယ် Strongholds were broken. ချီနှောင်ထားတဲ့ဒီ And the lost Chicos began ganit. to know that their Father loved them. ဒီနေ့ပျောက်ဆုံးဝိညာဉ်တွေကဘုရားခင်သူတို့ကိုချစ်တယ်ဆိုစတင်သိလာ Did you know that God's got this same plan for Myanmar? ဒီမြန်မာပြည်အတွက်လည်းဘုရားခင်အကြံစီရှိတယ် Except for the Holy Spirit's not just resting on Jesus, တန်ရှင်တော်ဝိညာဉ်တော်ဟာယေရှုအပေါ်မှာဆင်းသက်ရုံမကအောင် but He's resting on every one of you. သင်တို့တယောက်ချင်းစီပေါ်မှာလည်းတက်ရောက်တယ် Because Jesus lives on the inside of you. ဘာလို့လဲယေရှုကသင်ထဲမှာသက်ရှင်တော်ကြောင့် John chapter 1. ယောဟန်ခန်းကြီးတဲ့ And you go down to the 50th verse and to the end of the scriptures. 90ကနေအောက်ဆုံးကိုသွားရင် It's a story about when Jesus meets Nathanael. ယေရှုကနသနေလနဲ့တွေ့တဲ့အခါ And Philip, he goes and he tells his friend Nathanael, ဖိလိပ္ပုကသူ့ရဲ့တငယ်ချင်းနသနေလကိုပြောတယ် he said, come with me. ဟေးငါနဲ့လိုက်ခဲ့ပါ We found the one that the prophets have prophesied about. ဟေး prophet တွေပြောခဲ့တဲ့ပုဂ္ဂိုလ်ငါတွေ့ပြီ We found the Christ. ငါတို့ခရစ်တော်ကိုတွေ့ပြီ He's from Nazareth. သူကနာဇရက်မြို့လာတယ် And Nathanael goes, can anything good come out of Nazareth? နသနေလပြောတယ်ကောင်းသောအရာတစ်စုံကိုနာဇရက်မြို့ကနေ He ထွက် says, လာ come and see. လာကြည့်ပါ And he goes. အဲ့ဒါသူသွားတယ် And when Jesus sees him, ယေရှုကနသနေလကို he တွေ့တဲ့ says, အခါ there's an Israelite without guile. ဒီအပြစ်နဲ့ကင်းစင်တဲ့ဣသရေလလူစစ်ကိုငါတွေ့ပြီ And Nathanael goes, how do you know me? အဲ့ဒီနသနေလပြောတယ်ယေရှု He ကျွန် said, တော်ဘယ်လိုသိလဲ when you're under the fig tree praying, I saw you. မင်းငါသင်္ဘောတစ်ဖက်မဲ့အောက်မှာမင်းဆူတောင်းတဲ့အချိန်ကလေးကငါတွေ့တယ် And Nathanael's response နသနေလရဲ့တုံ့ပြန်ချက်က went from going, really? Could anything good come out of Nazareth? နသနေလအရင်တော့ပြောတာကောင်းတဲ့အရာတစ်စုံထုငါဇရက်မြို့ကထွက်လို့လား So all of a sudden he goes, you really are the Savior of the world. ပြောင်းလဲသွားတယ်ချက်ချင်းပဲဟုတ်တယ်ကိုရောဟာလောကယုကဲတင်မဲ့သူဖြစ်တယ်ဆိုပြီး See, Jesus saw where Nathanael prayed. ယေရှုဟာနသနေလဆုတောင်းနေအောင်တွေ့တယ် His secret place underneath the tree that nobody knew about except for Nathanael. နသနေလရဲ့တိတ်တဆိတ်ဘယ်သူမှမသိပဲဆုတောင်းတဲ့ဒီသင်္ဘောတစ်ဖက်ပင်ကိုယေရှုသိတယ် And Jesus says, Nathanael, you believe because of one word of knowledge. နသနေလသင်ဟာဒီဖွင့်ပြချက်တစ်ခုကြောင့်မလို့သင်ယုံကြည်တယ် He ဆိုရင် said, you're going to see greater things than this. ဒီတပ်ဖို့ကြီးတဲ့အရာတွေကိုသင်မြင်အောင်မယ် You're going to see the heavens open ကောင်းကင်ဖွင့်လိုက်တာကိုသင်မြင်အောင် and မ the ယ် angels of God ascending and descending on the Son of Man. ကောင်းကင်ဖွင့်လိုက်ပြီးတော့ကောင်းကင်တမန်နေဆန်းလျက်တက်လျက်ရှိတာကိုသင်မြင်လိုက်မယ် See what he was really saying. ယေရှုဘာပြောနေရလဲဆိုရင် Now, this is the Jeremy Nelson paraphrase. ဒါက Jeremy Nelson ရဲ့ဘာသာပြန်ချက်ဖြစ်တယ် As he was saying, Nathanael, နသနေလ you think one word of knowledge is amazing. word of knowledge ကမင်းကိုပြောလိုက်တဲ့ဖွင့်ပြချက်က Wait အ till ရင် I ကောင်းတ die ယ် on the cross and raise again from the dead and make my home in your heart. ယေရှုကပြောနေတာက
စောင်းအောင်ငါကားတိုင်းတက်ပြီးတော့ပြန်လဲရှင်ပြန်ထမြောက်ပြီးတဲ့အခါမှာမင်းရဲ့နှလုံးသားထဲမှာအိမ်ဖြစ်ငါနေရာယူမယ် And the heavens open over your life and the angels of God begin to ascend and descend upon you. ကောင်းကင်ဖွင့်လိုက်ပြီးတော့ဖခင်ဝိညာဉ်တော်ဟာတဲ့ပေါ်မှာတက်ရောက်မယ်ကောင်းကင်တမန်ရဲ့ဆင်းရဲတက်လက်ရှိတာကိုမင်းမြင်ရလိမ့်မယ် See, God wants you to live in an open heaven. ဖခင်တင့်ကိုဖွင့်လိုက်နေတဲ့ကောင်းကင်အောက်မှာနေစေချင်တယ် That wherever you go, တင်သွားတဲ့နေရာတိုင်းမှာ God goes with you. ဖခင်တင်နဲ့အတူသွားမယ် Come on, the Bible says He'll never leave us nor ကျ forsake မ်းစာက us. ပြောတယ်သူကဘယ်တော့မှကျွန်တော်တို့ကိုစွန့်ပြစ်၍မထား But He's always with us at all times. ကျွန်တော်တို့နဲ့အတူတူအမြဲတမ်းသူရှိနေ See, God wants His presence to overtake you ဖ tonight. ခင်မျက်မှောက်တော်ကတင့်ကိုလွှမ်းမိုးခြင်းနဲ့ See, we're going to pray tonight, ဒီညမှာကျွန်တော်တို့ဆုတော and င်း I မယ် believe God is going to mark people with greatness. ကျွန်တော်ယုံကြည်ဒီညမှာဘုရားသခင်ကလူတွေကိုကြီးမြတ်ခြင်းနဲ့မှတ်သားလိမ့်မယ် He's going to mark people with His glory, ဘုရားရဲ့ဘုန်းနဲ့မှတ်သားလိမ့်မယ် with signs and wonders and miracles, နမိတ်လက္ခဏာတွေဒီနေ့အံ့ဩဖွယ်ဖြစ်လိမ့်မယ် with prophetic unction, prophetic ဗိတ်သိက်ခြင်းနဲ့ and with prophetic encounters. prophetic encounter တွေ့ဆုံခြင်းတွေနဲ့ See, one encounter with God ဘုရားခင်နဲ့တစ်ချိန်တွေ့ဆုံခြင်းဟာ can change everything. အရာအလုံးပြောင်းလဲသွားစေနိုင်တယ် I remember when I got the baptism of the Holy Spirit and fire. ကျွန်တော်တန်ရှင်သောဝိညာဉ်တော်အားဖြင့်မီးနဲ့ဗတ္တိဇံခံရတဲ့အချိန်တုန်းက I went from fear, ကျွန်တော်ကြောက်ရွံ့တဲ့လူကနေ being afraid of the devil, ဉာဏ်သူကိုကြောက်တဲ့ဘဝကနေ to growing up in shame and alcoholism and drugs, ရှက်ကြောက်ခြင်းတွေနဲ့အရက်တွေမွေးစေးတွေကနေကြီးပြင်းလာခဲ့ပြီ to all of a sudden one touch from the Spirit of God. ရုတ်တရက်ဘုရားခင်ဝိညာဉ်တော်ရဲ့တုတ်ထီခြင်း And အား I ဖြင့် was never the same. ကျွန်တော်ဘောလုံးဝမတူတော့ I never touched drugs again. I never touched alcohol again. နောက်တစ်ခါဘယ်တော့မှမွေးစေးဝါးတွေအရက်တွေဘယ်တော့မှကျွန်တော်ပြန်မလုပ်တော့ I've lived in the joy of the Lord ever since. အဲ့နေ့ကလေးထာဝရဘုရားရဲ့ဝမ်းမြောက်ခြင်းထဲမှာကျွန်တော်ရှင်သန်တော့တယ် And not only that, ဒါရင်မကသေးဘူး but He opened my eyes to see. ကျွန်တော်ရဲ့မျက်စိကိုဘုရားခင်ဖွင့်ပြီ He opened my ears to hear. ကျွန်တော်ရဲ့နားကိုသူဖွင့်ပေး He made my heart sensitive to the presence of ကျွန် God. တော်ရဲ့နှလုံးသားကိုသူဖွင့်ပေးတယ် See, I believe tonight God wants to do the same thing for you. ဒီညမှာဘုရားခင်သင်ကိုလေထုံနည်း၎င်းလုပ်ပေးလိမ့်မယ် So you don't have to live the way you've been living. အသက်ရှင်ခဲ့တယ်လို့မျိုးသင်အသက်ရှင်စရာမလို So တော့ you got to understand the Holy Spirit not only will break a yoke in your life, ဝိညာဉ်တော်ဒီသင်အသက်တာတဘိုးတွေကိုချိုးပေးအောင်မက but He'll empower you to live the fullness of your life. သင်ဘဝမှာအပြည့်အဝဝိညာဉ်တော်နဲ့ရှောက်လန်းနေသူဖြစ်စေမယ် See, I love the fact that Peter ကျွန်တော်အရင်သဘောကျတယ်ပေတရုဟာ had a big mouth. သူကစကားတအားပြောတယ် Because when you got to see this, သင်မြင်မို့လို့တယ် whenever Jesus revealed Himself to Peter, ယေရှုဟာပေတရုကိုသူ့ကိုယ်သူဖွင့်ပြတိုင်းမှာ it changed who He was. သူ့ရဲ့ဖြစ်ခြင်းပေတရုရဲ့ဖြစ်ခြင်းပြောင်းလဲစေတယ် See, when Peter first came, ပေတရုပထမဦးဆုံးလာတော့ I think probably all the disciples were very annoyed with Peter. ပေတရုနဲ့ပတ်သက်ပြီးတပည့်တော်တွေတော်တော်စိတ်ညစ်မှာပဲ Because Peter was always saying crazy stuff. ဘာဖြစ်လဲသူပါစက်ကနေပြောလိုက်ရင်ပောက်ကြရတယ်ကြီးပဲ Him and John were very competitive. ယောဟန်ကသူနဲ့အပြိုင် You know how I know? ကျွန်တော်လည်းသိတယ်ဘာလို့သိလဲ Because သိ in လား the book of John, ယောဟန်မှာလည်း when John talks about the resurrection of Christ, ယေရှုရဲ့ထမြောက်ခြင်းကြောင့်ပြော he တဲ့အခါ puts a very specific detail. အသေးစိတ်တစ်ခုလေးသူထည့်ရေးထားတ He ယ် says that me and Peter ran to the tomb, ငါနဲ့ပေတရုဟာတင်းချိုင်းကိုပြေးပြီးသွားကြတယ်တဲ့ but I outran him. I left him way behind. ငါအရင်ဆုံးပြေးတယ်တဲ့ပေတရုကအနောက်ကနေတဲ့ See, the disciples are more like us than you think. သင်ပေနော်တပည့်တော်တွေအရင်ထင်မကြီးနဲ့ငါတို့လိုပဲသူတို့လည်း And in fact, remember when Jesus confessed that, or remember when Peter confessed that Jesus was Lord? ယေရှုကိုပေတရုကသခင်မလို့ဝန်ခံတဲ့အချိန်တုန်းကလေ In Matthew 16, မဿဲ16မှာ and if you look at the whole episode where Jesus says, "Who do men say that I am?" သင်တို့ကိုနော်လူတွေကငါ့ကိုဘယ်သူလို့ပြောလဲသင်တို့ကငါ့ကိုဘယ်သူလို့မြင်လဲ They say some say Jeremiah, some say one of the prophets of old. လူချိုတွေကယေရမိလို့မြင်တယ်ကိုရောက prophet ဖြစ်တယ်လို့မြင်တယ် And Jesus says, "But who do you say that I am?" သင်ကရောငါ့ကိုဘယ်သူလို့မြင်လဲ And Peter says, "You're the Christ, the Son of the living God."
ပေတရုကပြောတယ်ကိုရောဟာခရစ်တော်အသက်ရှင်တော်ဘုရားရဲ့သားတော်ဖြစ်တယ် And Jesus says, "Blessed are you, Simon Bar-Jonas. Oh ပေတရုမင်းဟာကောင်းကြီးမင်္ဂလာခံရ For တော်သူ flesh ဖြစ်တ and ယ် blood has not revealed this to you, but the Father has in heaven." အသွေးသားကဒီဖွင့်ပြချက်ကိုဖွင့်ပြတာမဟုတ်ဘူးကောင်းကင်ဖခမည်းတော်ကသာလေဒီဖွင့်ပြချက်ကိုပေးနိုင်တ And ယ် upon this rock I'm going to build my church. ဒီကြောက်ပေါ်မှာငါရဲ့တင်းတော်ငါတီးဆောက်မ The ယ် gates of hell will not prevail against you. ဒီမရဏနိုင်ငံတကားတွေကထိုအသင်းကိုမနိုင်ရ And then 5 minutes later, 9မိနစ်ကြာတော့ Jesus tells his disciples, တပည့်တော်တွေကိုယေရှုကပြောတယ် "The Son of Man must be delivered unto the Pharisees and the scribes to be crucified and die." ဖျားသခင်ရဲ့သားတော်ဟာအသေးခံရမယ်လူတွေရဲ့လက်ထဲမှာ And Peter looks at him and goes, "No, Lord, အဲ့ခါကျပေတရုကပြန်ပြောပြန်ကိုရောအဲ့လိုမဖြစ်ရဘူး let it not be so." အဲ့လိုမဖြစ်ရဘူး 5 minutes before, ခုနလွန်ခဲ့တဲ့9မိနစ်တုန်းက "You're the Christ, the Son of the living God." ကိုရောဒီအသက်ရှင်တော်ဘုရားခင်သားတော်ဖြစ်တယ် 10 minutes later, 10မိနစ်ကြာတော့ "No, Lord, you can't do that." ကိုရောသမမရဘူးကိုရောလို့ဖြစ်လို့မရဘူး You know what Jesus says to him? အဲ့တော့ယေရှုကမှဗာပြန်ပြောရလေ "Get behind me, Satan. ငါနောက်တော့ဆိုလို့အချင်းစားတယ် You have not in mind the things of God, but the things of man." တဲ့ဟာဘုရားခင်အရာတွေကိုမရှုမှတ်ဘူးလောကလူသားတွေအရာကိုသာရှုမှတ်တယ် This is why I love Peter. ကျွန်တော်ပေတရုသဘောကျတဲ့အချက်အဲ့ဒါဖြစ်တယ် Peter's the most anointed guy sometimes. သူဟာတခါတည်းမှာအယံဘိတ်သိက်ရှိတဲ့လူဖြစ်ပြီးတော့ And then other times he does the dumbest things. တခါတလေကျရင်ပောက်ကရအပြောဆုံးကလည်းသူပဲဖြစ်တယ် See, what gives me hope is understanding that the destiny of our lives, ကျွန်တော်ကိုမျှော်လင့်ခြင်းပေးတဲ့အရာကကျွန်တော်တို့ရဲ့အနာဂတ်ဟာ it doesn't depend on us ကျွန်တော်တို့အပေါ်မှာလုံးဝမမူတည် as ဘူး much ဖြစ် as တယ် it does God's Spirit ဘုရားခင်ဝိညာဉ်အပေါ်မှာပဲမူ coming တည် on တယ် our lives. ကျွန်တော်တို့ဘဝဟာ And I'm telling you, I'm pretty sure ကျွန်တော်သိကြတယ် because I've been on sports teams ကျွန်တော်ဟာအကစားသမားတစ်ယောက်ဖြစ်ခဲ့ဘူးလေ with a whole bunch of guys that joke around with each other. ကျွန်တော်တို့လူတွေနော်အကစားသမားတွေတယောက်တစ်ယောက်အရန်နောက် I'm pretty sure that maybe that night, အဲ့ညကကျွန်တော် you know, after Peter confessed Jesus the Lord, ဟိုယေရှုကိုကယ်တင်ပိုင်ရှင်ဖြစ်သူဝန်ခံပြီးတော့ Peter was probably bragging, "I was the one who confessed Jesus as the Lord." ဟေးအားလုံးထဲမှာသူကတခါတည်းနော်ငါပဲယေရှုကိုသခင်ဖြစ်ဝန်ခံတာ But that night, I bet someone at the fire walked up to him ဒါပေမဲ့အဲ့ညမှာတယောက်ကသူ့ကိုလာပြောတယ် and said, "Hey, what's up, Satan?" တငယ်ချင်းနဲ့အဲ့ညလာနောက်တယ်ဟေးစားတယ်အဲ့ဆို Jesus rebuked him. ယေရှုကသူ့အဲ့လိုခေါ်လိုက်တာ哦 See, I'm joking, ကျွန်တော်ကနောက်တယ် but I also am making a point. ကျွန်တော်အဲ့ဒီလိုနောက်တဲ့အရာအကြောင်းရှိပါတယ် You don't have to be perfect to be anointed of God. ဖခင်ဘိတ်သိက်တဲ့လူဖြစ်ဖို့အရာအလုံးပြည့်စုံနေစရာမလိုပါဘူး See, the one thing about Peter, though, ပေတရုနဲ့ပတ်သက်ပြီးတော့အရာတစ်ခုက is that he made mistakes, သူကအမားလုပ်တယ် but he was still pure at heart. ဒါပေမဲ့ပေတရုပဲဖြစ်တယ် He loved Jesus with all his heart, သူရဲ့နှလုံးသားအကျွမ်းမဲ့ယေရှုကိုချစ်တယ် with all his mind. သူရဲ့အစွမ်းတတ္တိရှိတယ် And just because he did some stupid stuff, it didn't mean that it disqualified him. သူဟာတခါတလေမှာပေါက်ကရလုတ်ပေးမယ်အဲ့လိုပြောလို့ဖခင်သခင်ကသူ့ကို quality မမီဘူးလို့မမြင်ဘူး If there was anybody that should have been disqualified, အကယ်လို့များ quality မမီဘူးဆိုတဲ့လူတွေဟာ should have been Peter. ပြောမယ်ဆိုရင်ပေတရုကနံပါတ်1ဖြစ်တယ် He denied Jesus 3 ယေ times. ရှုကို3ခါညင်းတယ် But yet God loved and trusts him enough. He made him the absolute leader of the church. ဒါပေမဲ့ဖခင်သူ့ကိုရွေးကောက်ပြီးတော့အသင်းတော်ရဲ့ခေါင်းဆောင်ကြီးဖြစ်စေတယ် Why is this important, ဘာကြော prophet? င့်ဒါကအရေးကြီးလဲမိတ်ဆွေ It's important because you need to know ဘာလို့ဆိုသင်သိဖို့လိုတယ် that you may not feel like you have it all together right now. သင်မှာအရာအလုံးပြည့်စုံတယ်လို့သင်ထင်ချင်မှထင်လိမ့်မယ် But one touch of his spirit ဒါပေမဲ့သူ့ရဲ့ဝိညာဉ်တော်ရဲ့တိုးထီခြင်းတစ်ခု can transform your life သင်ဘဝလုံးဝပြောင်းလဲသွားစေ and cause you to manifest your destiny, သင်ရဲ့အနာဂတ်ကိုပြောင်းလဲစေတယ် cause you to see the things of God to be attracted to your life. ဖခင်သခင်နဲ့ဆိုင်တဲ့အရာတွေသင်စီကိုရောက်လာစေတယ် See, Peter ပေတရုဟာ didn't go to the crucifixion. ကားတိုင်းကို In fact, all of the disciples တပည့်တော်တွေအားလုံးဟာ scattered. ပြေးသွားတဲ့အချိန်မှာ The only disciple that was at the crucifixion ယေရှုခရစ်တော်ရဲ့ကားတိုင်းအသေးခံခြင်းနေ့မှာကားတိုင်းနားမှာရှိတဲ့တပည့်တော်တစ်ယောက်က was John the Beloved, ယေရှုနားမှာရှိတာယောဟ the န်တစ်ယောက် best ပဲဖြစ် friend တယ် of Jesus. ယေရှုရဲ့မိတ်ဆွေဖြစ်တဲ့ယောဟန်တစ်ယောက်ပဲဖြစ်တယ်
But you know what's interesting? ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့အရာ Is when the Holy Spirit falls in the book of Acts. တမန်တော်ဝတ္ထုမှာဝိညာဉ်တော်ဆင်းသက်တဲ့နေ့မှာ The first person that God used to preach the gospel and to bring a mass harvest was Peter. ပထမအဦးဆုံးဧဝံဂေလိထဟောတဲ့လူကပေတရုဖြစ်တယ် See, I want you to be encouraged tonight. ဒီနေ့ညမှာကျွန်တော်တို့အားပေးခြင်း You might be in process. သင်ဟာဖခင်ပြုပြင်ခြင်းလမ်းစဉ်မှာရှိနေ I got some news for you. ကျွန်တော်သင်အတွက် We're သတင်းကောင်းပေးခြင်းနဲ့ We're all in process. ကျွန်တော်တို့အားလုံးကအဲ့ဒီ process ထဲမှာဖြစ်စဉ်ထဲမှာရှိနေကြတဲ့သူတွေဖြစ်တယ် So what does that mean? အတိတ်ပဲပါလေ That means that if we're hungry for Jesus, ကျွန်တော်တို့ကယေရှုစာငတ်တယ်ဆိုရင် He can turn anything around. အရာအားလုံးကိုသူကပြောင်းလဲပေး He လို့ can ရ transform anyone. လူအများသင်တို့အားလုံးပြောင်းလဲပေးလို့ He ရ can break every stronghold, သူကခတ်သိမ်းသောဒီနေ့ခြေကုပ်စကနေဖခင်ဖြိုချပေးလို့ and ရ He can impart any gift. စုကျေးဇူးတွေပြန်ပေးလို့ရတယ် He can activate any anointing. ဘိတ်သိက်ရှင်ထပ်ပေးလို့ရတယ် See, tonight, ဒီညမှာ God is going to release His presence. ဖခင်ကသူမျက်မှောက်တော်ဆေလွတ်မယ် He's going to release His power. သူရဲ့တကောကိုဆေလွတ်မယ် He's going to release the oil of God in your life ဖခင်ကရဲ့စီကိုသင်ဘဝကိုဆေလွတ် as မ we ယ် lay hands on you. ကျွန်တော်တို့လက်တင်တဲ့အခါ It's going to stir up the giftings of God. သင်အထဲမှာစုကျေးဇူးတွေထွက် It's လာ going လိမ့် to မယ် stir up the callings of God. ဖခင်ကခေါ်ခြင်းတွေထွက် Oh, လာ it's လိမ့် going မယ် to catapult you into a new level ဘိတ်ဒီနေ့သင်ကိုနောက်ထပ် level အသစ်ကိုရောက်စေ of မယ် your intimacy with God. ဖခင်ကနဲ့ယဉ်ဤကျွမ်းဝင်ခြင်းမှာ See, but the purpose ဒါကြောင့်မို့လို့ကျွန်တော်တို့အရွယ်ချက်နဲ့ of impartation, impartation အပြင် the purpose of encounters ဖခင်နဲ့တွေ့ခြင်းရည်ရွယ်ချက်က is to know Jesus more. ယေရှုကိုပိုသိဖို့ရန်အတွက်ဖြစ်တယ် See, the supernatural တဘာဝလွန် points to Jesus. အရာကယေရှုကိုပြတယ် See, dreams and visions point to Jesus. အိမ်မက်တွေယူပါယုံတွေအားလုံးကယေရှုကိုမြင် Angelic ဖို့ဖြစ်တယ် encounters point to Jesus. ကောင်းကင်တမန်တွေနဲ့တွေ့ဆုံခြင်းယေရှုကိုပိုသိလာဖို့ The ဖြစ် Word တယ် of God points to Jesus. နောက်ကဘတော်ကပင်လေယေရှုကိုပြသနေတယ် And the Holy Spirit lifts up Jesus. ဝိညာဉ်တော်ကပင်လေယေရှုကိုပြသတယ် See, we're alive ကျွန်တော်တို့ကအသက်ရှင် to နေတာ reveal Jesus to the world around us. လောကကြီးကိုယေရှုကိုပြသဖို့ရန်အတွက် But you ain't got to do it alone. But you don't have to do it alone. ဒါပေမဲ့သင်ဟာတယောက်တည်းလုပ်စရာမလိုပါဘူး Oh, because the Holy Spirit, the witness, ဝိညာဉ်တော်ကသင်ကိုကူညီမယ် wants to flow through your life, သင်ရဲ့အထဲထဲကနေသက်သေခံမယ် wants to speak through your mouth, သင်ရဲ့နှုတ်ကိုအသုံးပြုမယ် wants to move through your hands, သင်ရဲ့လက်ကိုအသုံးပြုမယ် wants to take back the ground နေမြေတွေကိုပြန်လဲသိမ့်ပိုက်စေ that မယ် the enemy has stolen. ရန်သူသိမ့်ပိုက်သွားတဲ့နေမြေတွေ Oh, ကို you're going to be blessed going in. သင်တော့ကောင်းချီးခံစားသူ You're ဖြစ် going တယ် to be blessed going out. သင်ရဲ့အိမ်မှာလည်းကောင်းချီးရှိတော်သူ You're going to be blessed when you wake up. သင်ထားတာနဲ့ကောင်းချီး You're ရှိ going to တယ် be blessed when you go to sleep. သင်အိမ်ရလည်းကောင်းချီးရှိ You're တယ် going to be blessed when you eat. သင်စားတဲ့ချိန်လည်း Oh, ကောင်း you're ချီး going to ရှိ be တယ် blessed when you pray. သင်ဆုတောင်းတဲ့ချိန်လည်းကောင်း You're ချီး going to ရှိ be တယ် blessed when you worship. သင်ကိုယ်ွယ်တဲ့ချိန်လည်းကောင်း You're ချီး going to ရှိ be တယ် blessed when you preach. သင်အသက်ရှင်တော့ကောင်းချီးဖြစ်တယ် Come on, look at your neighbor. Say, you're about to be blessed. ဘေးကလူပြောလိုက်ပါမင်းကကောင်းချီးရှိတဲ့သူဖြစ်တယ် Oh, look at your other neighbor. Say, you're about to get anointed ဘေးကလူပြောလိုက်ပါမင်းကိုဘုရားဗိတ်တိုက်တော့မယ် with the Holy Ghost and fire. ဝိညာဉ်တော်အားဖြင့်မီးအားဖြင့်မင်းကိုဘုရားဗိတ်တိုက်တော့မယ်လို့ See, God wants to release mantles ဘုရားကဒီနေ့မှာဝိညာဉ်ကိုပေးခြင်းတယ် of the Holy Ghost. တန်ရှင်သောဝိညာဉ်တော်ရဲ့ဝိညာဉ် Now, what is a mantle? ဝိညာဉ်ဆိုတာဘာလဲ Well, in the Old Testament, တမန်တော်ဝိဒီဓမ္မဟောင်းမှာ a mantle was a garment that people wore. ဝိညာဉ်ဆိုတာကလူတွေဝတ်တဲ့ဒီသူတို့ရဲ့အပေါ်မှာခြုံတဲ့ဝိညာဉ်ဖြစ်တယ် A garment that would signify something spiritual. ဒီဝိညာဉ်ဟာသူတို့ရဲ့ဝိညာဉ်ရေးရာမှာဘာလို့ဖြစ်လဲဆိုတာပြတယ် Or maybe it signified a certain social status. သူတို့ရဲ့ social status ကဘာမှရှိလဲဆိုတာပြတယ် You know how people would know if a king walked into the room? အခန်းလေးကိုရှင်ဘရင်ဝတ်လာရင်လူတွေကသူ့ကိုရှင်ဘရင်မြန်ဘလို့သိလဲ They would know by the way he dressed. သူဝတ်တဲ့အဝတ်ကိုကြည့်ခြင်းအပြင်သိတယ် They would see his crown.
သူဝတ်ထားတဲ့တရဖိုကျင့်သိတ They ယ် would see his robe and the train of his robe filled in the temple. နော်သူရဲ့ဝတ်ယုံဟာအခန်းတစ်ခုလုံးကိုဖြည့်ထားတယ် They would see the gold and the jewels. သူဝတ်ထားတဲ့ရွှေတရဖိုသူရဲ့နော်ယတနာတွေအပြင်သိရ They would see the entourage that brings them in. They would see all of the servants that bring them in. သူနဲ့အတူတူပါလာတဲ့အစေခံတွေကိုကြည့်ခြင်းအပြင်သိတယ် All you'd have to do is take one look သင်လိုတာကြည့်လိုက်ဖို့ပဲလိုတယ် and you go, wow, that is a king right there. အိုးဒါရှင်ဘရင်ဖြစ်တယ်ဆိုတန်းသိတယ် How many of you know that all you have to do is take one look at a police officer သင်ဟာ police နော်ရဲတွေကိုသင်တစ်ချက်ကြည့်ရနဲ့တန်းသိတယ်ရဲမှန် and you know who they are? သူတို့ဘယ်သူလဲတန်းသိရတယ် And you can watch somebody walking လူတစ်ယောက်ကလမ်းလျှောက်နေဆိုပါစို့ and then they see the police officer. ရဲကိုတွေ့ရနဲ့ရှောက်တဲ့ပုံပြောင်းသွားတယ် See, but there's something he's wearing သူဝတ်ထားတဲ့အဝတ်က that communicates something to someone. တစ်စုံတစ်ခုဒီလူကိုစကားပြောနေရဖြစ်တယ် It communicates a certain authority. အခွင့်အာဏာတစ်ခုကိုစကားပြောတယ် The king in his wear, it communicates a certain dignity, ဒီလူရဲ့နော် dignity ဂုဏ်တရားကိုဖော်ပြတယ် a certain authority. သူရဲ့အခွင့်အာဏာကိုဖော်ပြတယ် See, I want you to know that in the Old Testament, အဲ့တော့ဒီနော်ဂျမဟောင်းမှာ the prophet Elijah, အေလိယဟာ the way that they knew he was the prophet သူ့ကို prophet မှန်ဘယ်လိုသိလဲဆိုရင် was because he wore a camel skin mantle. သူကကလအုပ်တရေနဲ့ချုပ်ထားတဲ့ဝတ်ယုံကိုဝတ်လို့ဖြစ်တယ် Now, I thank God ကျွန်တော်ဖះကိုယေရှုတင်တယ် that I don't have to wear a camel skin mantle to be a prophet. ကျွန်တော်ဟာကလအုပ်တရေကိုဝတ်ပြီးဒီခေတ်မှာ prophet ဖြစ်ဖို့မလိုလို့ယေရှုတော်ချီးမွမ်းတယ် Do you know how itchy the prophet must have been? စဉ်းစားကြည့်ဘယ်လောက်တော့ရားမလဲ See, you got to understand something. တင်ကိုကျွန်တော်နားလဲ In စီ the Old Testament, ဂျမဟောင်းမှာ a mantle ဝတ်ယုံဟာ was something worn on the outside that everybody saw. လူတွေဟာသူဝတ်ထားတဲ့အရာကိုကြည့်ပြီးတော့သူဘယ်သူလဲဆိုတာသိတယ် But there was power, တကူဟာ there was authority, အခွင့်အာဏာ and there was reputation released. အဲ့ဒီအပြင်သူဂုဏ်တရေဟာအဲ့ဒီဝတ်ယုံကနေပြီးတော့ဖော်ပြတာဖြစ်တယ် See, in the New Testament, ဒီဓမ္မသစ်မှာတော့ this is what a mantle is. ဝတ်ယုံဟာဘာလဲဆိုရင် It's the power and the presence of the Holy Spirit that rests on your တန် life. ရှင်သောဝိညာဉ်တော်ရဲ့မျက်မှောက်နဲ့ဘုန်းတော်သင်တို့ပေါ်မှာလွှမ်းခြုံခြင်းဟာဖခင်ရဲ့ဝတ်ယုံဖြစ်လာတယ် It's the grace of God that rests on your life. ဖခင်ကယေရှုတော်သင်ပေါ်မှာတက်ရောက်တဲ့အရာကသင်ရဲ့ဝတ်ယုံဖြစ်လာတယ် If you have a powerful mantle for healing, သင်ဟာကျမ်းမာအနာရောဂါငြိမ်းခြင်းနဲ့ပတ်သက်တဲ့ဝတ်ယုံရှိရင် people will know. သင်ကိုသိတဲ့လူ You တွေ know how they know? သူတို့ဘယ်လိုသိလဲသိလား Because everybody you pray for starts getting healed. သင်လက်တင်ပြီးဆူတောင်းပေးတဲ့လူတွေအနာရောဂါငြိမ်းသွားတယ် If you have a mantle for prophecy, prophet ပြုခြင်းဝတ်ယုံရှိရင် you know how you'll know? လူတွေဘယ်လိုသိလဲ It won't be because of the color of your shirt. သင်အင်ဂျီအယောင်အားဖြင့်သိတာမဟုတ် It'll ဘူး be because of the accuracy of your word. သင်ရဲ့နှုတ်ကပြောတဲ့စကားတွေကမှန်ကန်သောကြောင့်လူတွေကသိတာဖြစ်တယ် See, if you have a mantle in the New Testament, ဓမ္မသစ်မှာသင်မဝတ်ယုံရှိတယ် it's not seen in the natural, it's in the unseen realm. မျက်စိနဲ့မြင်ရတဲ့ဟာမဟုတ်တော့မမြင်ရတဲ့နယ်ပယ်ဝတ်ယုံဖြစ်လာတယ် See, but when you're mantled with the Holy Ghost, like you're going to get mantled tonight, ဒီညမှာဝိညာဉ်ဝတ်ယုံနေသင်တို့ဒီရကြလိမ့်မယ် when the devil sees you, စာရန်သင်ကိုတွေ့ရင် he'll do this. သင်ကိုတွေ့ရတယ်သင်ကိုချောက်သွားလိမ့်မယ် See, there's the gifts of the Spirit, ဝိညာဉ်စုကျေးဇူးရှိရဲ့ and then there's a grace of the Spirit. ဝိညာဉ်တော်ရဲ့ကျေးဇူးတော်ရှိရဲ့ When the Spirit of God rests on your life. သာရပြဝိညာဉ်ဟာသင်ပေါ်တက်ရောက်တဲ့ခါ Now, I'm not downplaying the gifts. ကျွန်တော်စုကျေးဇူးကိုဒီနေ့အထင်သေးတာမဟုတ်ဘူးနော် The Bible says we should earnestly desire spiritual gifts, ဝိညာဉ်စုကျေးဇူးကျွန်တော်တို့အလွန်တောင်းတလိုချင်စိတ်ရှိရ especially that we would prophesy, အထူးသဖြင့် prophet ပြုခြင်းကအလို that we လို would ရှိရ move in miracles and healings. အနာရောဂါငြိမ်းခြင်းနဲ့နမိတ်လက္ခဏာလုပ်ခြင်း And by the way, tonight when we pray, ဒီညမှာကျွန်တော်တို့ဆုတောင်းတဲ့အခါမှာလေ that realm is going to come on you. အဲ့ဒီစုကျေးဇူးတွေလည်းကျွန်တော်ပေါ်ရောက်လာလိမ့်မယ် That realm, those gifts are going to be stirred up on the inside of you. သင်အထက်ကစုကျေးဇူးတွေနှိုးဆော်ခြင်းခံရလိမ့်မယ် But tonight,
ဒီညမှာ Oh, the mantles of heaven are going to come. ကောင်းကင်ရဲ့ဝိယောကတက်ပေါ်လာလိမ့်မယ် And God is going to anoint people ဘုရားကသူ့လူတွေကိုဗိတ်သိမ့်လိုက်မယ် with supernatural breakthrough. တဘာဝလထိုးပေါင်းမှုတွေလုပ်နိုင်ဖို့ Oh, I'm telling you, I've had moments where I've had impartation. ကျွန်တော်ဘဝမှာ impartation ရတဲ့အချိန်တွေရှိခဲ့ I remember I met with a man of God. ဘုရားလူနဲ့ကျွန်တော်တွေ့တဲ့အခါ He was a prophet of the Lord. ဘုရားက prophet ဖြစ်တယ် He's gone home to be with the Lord now. အခုတော့သူဟာဘုရားခင်နဲ့အတူဘုံတော်ဝင်စားသွားပြီဘုရားခင်စီမှာ But he was one of the biggest prophets on the planet. သူဟာဒီကမ္ဘာမှာကြီးမြတ်တဲ့ prophet တယောက်ဖြစ်ခဲ့ Prophets prophesied to presidents, prophet တွေကိုဒီသမရတွေကို prophet ပြုခဲ့တဲ့သူဖြစ်တယ် to billionaires, to kings, to royalty. billionaire တွေရှင်ဘုရင်တွေ royalty တွေကို And he specifically had an amazing anointing of words of knowledge. အထူးသဖြင့်သူ့ရဲ့ဗိတ်သိက်ခြင်းက words of knowledge ဆိုတဲ့ထိုးထွင်းခြင်းတရားဖြစ်တယ် I remember I got the blessing and the honor to go out to dinner with him. ကျွန်တော်ဟာကျေးဇူးတော်ကြောင့်သူနဲ့အတူညစာစားခွင့်ရတယ် And when I went to dinner, ကျွန်တော်ညစာစားတဲ့အခါ we ordered the food, ကျွန်တော်တို့စားတောက်တွေပြင်ဆင်တယ် and I act like I need to go to the bathroom. ကျွန်တော်ကအိမ်သာသွားချင်အောင်ဆောင် And I leave, ကျွန်တော်သွားတဲ့အခါ and I find the waiter. ကျွန်တော်အဲ့ဒီမှာရှိတဲ့စပွဲတို့ကိုကျွန်တော်ပြော And တ I ယ် pull my credit card. ကျွန်တော်ရဲ့ credit card ထုတ်ပြီးတော့ And I said, I want to pay for this meal. ဒီညစာကိုကျွန်တော်ပေးချင်တယ် Do not let anybody pay for this meal, ဒီညစာကိုဘယ်သူမှမပေးစေနဲ့နော် or I will kill you. မဟုတ်ရင်ငါမင်းတက်မှာ I didn't say the last part. အဲ့လာတော့မပြောပါဘူး But see, I wanted to sow in ကျွန်တော်အဲ့ဒီလူရဲ့အသက်တာကိုကျွန်တော်မျိုး to စေ့ the ချချင် prophet. အဲ့ဒီ prophet ကို And so the man said, အဲ့မှာ no problem. အဲ့လူကနော်စပွဲတို့ကပြောတယ်ကိစ္စမရှိ I will not let him or let anybody pay. သူ့ကိုမပေးခိုင်းကျန်တဲ့လူလည်းဘယ်သူမှမပေးခိုင်း You know why he said that? သူဘာလို့ပြောလဲသိလား Because I told him, I'll give you a bigger tip than all of them. ကျွန်တော်ဘာလို့ပြောလဲဆို तू ကကျွန်တော်သူ့ကိုပြောလိုက်တာငါမင်းကိုသူများထပ်ပေါ်ပြီး tip ပေးမယ်ဆိုပြီး So we sit down, အဲ့မှာကျွန်တော်ထိုင်စားတယ် we eat the meal, ညစာစားတယ် and the prophet looks at me. prophet ကကျွန်တော်ကိုကြည့်ပြီး He says, I got a word for you. မင်းတို့ကစကားရှိတယ် And he just speaks a word. तू က prophet ပြော The Lord says that you're going to move in words of knowledge, words of wisdom. မင်းဟာထိုးထွင်းခြင်းတရားပညာတရားနဲ့မင်းဟာသွားတယ် You're going to prophesy. မင်းက prophet ပြောတယ်သူ And he said, the naysayers, the haters are going to try to come against you, မင်းမုန်းတဲ့သူတွေကလာပြီးတိုက်ခိုက်လိုက်မယ် but you'll be too accurate for them to do that. သူတို့ဘလို့ပဲလုပ်လို့မင်းပြောတာတွေအရင်မှန်လွန်းလို့ So they will be afraid of you. သူတို့မင်းကြောက်လိုက်မယ် And he gave me this word. သူကကျွန်တော်ကိုဒီစကားပြောတယ် And then he began to eat his steak. ဒီလေပြောသူ stick တွေစားပါလေရော He didn't lay hands on me. ကျွန်တော်လက်လည်းမတင်ဘူး He didn't do anything. ဘာမှမလုပ်ပေး He just released a word. no prophet ပြုချက်ပဲပေးလိုက် The next week, နောက်တစ်ပတ်လည်းနေရော I went to go preach. ကျွန်တော်တရားဟော And all of a sudden, ရုပ်တရက် I told a man, stand up. ကျွန်တော်ပြောတယ်လူတယောက်ထ I gave him 15 words of knowledge about his life. သူဘဝနဲ့ပတ်သက်တဲ့အကြောင်းအရာ15ခုတိတိကျွန်တော်ပြောတယ် Everything about his children. သူရဲ့သားသမီးနဲ့ဆိုင်နေရ Everything about his business. သူရဲ့စီးပွားရေးနဲ့ဆိုင်နေရ Everything about his life. သူဘဝတစ်ခုလုံးနဲ့ဆိုင်နေ It ရ was so accurate အယံမှန်လွန်းလို့ that even I was shocked. ကျွန်တော်ကိုယ်တိုင်တော့အယံအံ့ဩပါတယ် I thought, this is coming out of me. ဒီကငါပါစကထွက်တယ်ဟုတ်လားဆိုပြီး See, but impartation is real. ဒါကြောင့်ဘိသိက်ချင်တကယ်ဟုတ်တယ် I remember I met a man of God. ကျွန်တော်ဖျားခင်လူဟာ His name was Dr. Rodney Howard Brown. Ronnie Howard Brown ဖြစ်တယ် He hosted revival in the 1990s 1990တုန်းကနိုးထမှုတွေဦးဆောင်ခဲ့တယ် for 10 years. 10နှစ်တည်းသူဦးဆောင် Hundreds of thousands of people got touched with the power of God. လူပေါင်းတန်းနဲ့သိန်းနဲ့ချီကောင်းကြီးရတယ် He was preaching in my city, သူကကျွန်တော်မြို့မှာလာပြီးတရားဟောတဲ့ခါ in California. California မှာ I didn't know him, ကျွန်တော်သူ့ကိုမသိဘူးအဲ့ but တော့ God spoke to me. ဘုရားကကျွန်တော်စကား He ပြော said, if you will go to the meeting, အဲ့ဒီစီဝေးပွဲကိုမင်းသွားရင် I'm going to tell the man of God to lay hands on you. မင်းပေါ်မှာဖျားလူလက်တင်လာဖို့ I went to the meeting. ငါပြောမယ်အဲ့တော့ကျွန်တော်အဲ့စီဝေးပွဲကိုသွားတယ် The man of God called me out. အဲ့ဒီဖျားလူကကျွန်တော်နာမည်ခေါ်လာတ He ယ် laid hands on me, ကျွန်တော်ပေါ်မှာလက်တင် prophesied I was receiving a mantle prophet ပြုတယ်ကျွန်တော်အဲ့မှာဝိယုံကိုစရတယ် to host revival. နိုးထောင်မှုတွေကိုဦးဆောင်ဖို့ဗိတ် I တဲ့ရ fell out under the power of God. ကျွန်တော်ရှင်းဖျားခင်ရှင်းမှာခါ I ပြော got က်ဝဲ back လို့ up.
ပြန်ထလာတယ် He laid hands a second time. ဒုတိယတစ်ချိန်ထက်လက်တင် I ပြန် fell down. ကျွန်တော်ပြန်လဲသွားတယ် A third time. တတိယချိန် Fourth time. လေးချိန် Fifth time. ငါးချိန် I fell down. လဲသွား I got back up. ပြန်ထ And then I left the meeting. ကျွန်တော်အစည်းအဝေးကနေထွက်လာ I said, thank you, Jesus. ဂျေစုတင်တဲ့ယေရှု The next day, နောက်တစ်ရက်မှာ God said, go back to the meeting ကျွန်တော်ဘုရားကပြောတယ်အစည်းအဝေးပွဲကိုပြန်သွား because this time you're going to meet the man of God and hang out with him. ဒီတစ်ခါမှာတော့မင်းကဘုရားလူနဲ့တွေ့ပြီးသူနဲ့အတူညနေလေစားစား You know how many people want to hang out with this man? ဒီဆရာကြီးနဲ့လူဘယ်နှစ်ယောက်ကတွေ့ချင်လဲ The only way you can hang out တင်သူနဲ့တွေ့ဖို့ဆိုတာ is if it's the favor of God. ဘုရားမျက်နှာသာပေးမှသာရ He မှာ has ဖြစ်တယ် too many guards. ဘာဖြစ်လို့လဲဆိုတော့သူ့နားမှာ security တွေကအများကြီးပဲ So I go back. ကျွန်တော်ပြန်သွားတယ် He sees me again. ကျွန်တော်ပြန်တွေ့တယ် Young man, နောက်တစ်ခါထပ်ခေါ်ပဲလူငယ်လေး God says you will come and hang out with me tonight. ဘုရားကငါ့ကိုပြောတယ်မင်းဒီနေ့ငါနဲ့အချိန်ယူရမယ် And I go hang out. အဲ့နဲ့ကျွန်တော်သူနဲ့အတူချိန်ယူတယ် And not only did I get the mantle, but I had a friend. ကျွန်တော်ဟာဝိယုံရယုံတာမကောက်မိတ်ဆွေပါရသွားတယ် And within 3 years, 3 နှစ်တိတိမိတ်ဆွေဖြစ်တယ် I started hosting worldwide revival ကျွန်တော်ဟာ worldwide revival ကိုဒီနေ့ host လုပ်တဲ့လူတစ်ယောက်ဖြစ်လာတယ် that lasted 10 years. 10 နှစ်ကြာတယ် Hundreds of thousands of people come into California California ကိုနေရာပေါင်းစုံကလူတွေလာရောက်ပြီးတော့အချိန်ယူ because တဲ့ of နေရာ the ဖြစ်လာ presence of God that was being released at our church. ဖျားကမျက်မှောက်တော်ကျွန်တော်တို့ရဲ့အသင်းတော်မှာတက်ရောက်လွန်းလို့ People ask me all the time, လူတွေကျွန်တော်မဲတယ် how did you get the anointing for revival? What's your key? no ချမှုအတွက်ဝိယုံမင်းဘလို့ရတာလဲတော့ချက်ကပါလေ You know my key is? ကျွန်တော်ရဲ့တော့ပါလေသိလား The same key you hold today. ဒီနေ့မှာသင်တက်မရှိရဲ့တော့နဲ့အတူတူပဲ I went to a conference just like this, သင်လိုပဲ conference ကိုကျွန်တော်တွားခဲ့တယ် and the man of God laid his hands on ဖ me. ျားရဲ့လူကကျွန်တော်ပေါ်မှာလက်တင်ခဲ့တယ် And that mantle of revival transferred into my life. အဲ့ဒီဝိယုံကကျွန်တော်ရဲ့အသက်တာတွေကိုလွှဲပြောင်းခဲ့တယ် And I've seen almost 5 million decisions for Jesus Christ. ယေ since ရှု then. ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံတဲ့ယုံကြည်လူပေါင်း9 တန်းကျော်ကိုပြောင်းလဲစေခဲ့တယ် See, God is going to transfer his anointing into your life. ဖခင်ကအဲ့ဒီဘိတ်သိက်ချင်းကိုသင်ကိုပေးခြင်းတယ် I remember one time ဒီခါတော့က when Miranda and I first got married, ကျွန်တော်နဲ့မရန်ဒါနဲ့အိမ်အောင်ကြခါစားမှာ we got invited to go to a small storefront business ကျွန်တော်တို့ကိုဒီဆိုင်ဖွင့်ပွဲတစ်ခုကိုခေါ်တယ် with like 20 intercessor grandmas. အဲ့ဒီမှာလာပြီးတော့လုပ်တဲ့အစည်းအဝေးပွဲကဆူတောင်းမိခင်ကြီးနော် grandma နှစ်ယောက်အယောက်20ရဲ့ပွဲဖြစ်တယ် And on that same day, အဲ့ဒီနေ့မှာပဲ I got invited to a really big church. ကျွန်တော်ကိုဘုရားခင်ကနောက်တစ်ဘုရားကျောင်းတစ်ခုဘုရားကျောင်းအကြီးကြီးမှတရားဟောဖို့ that I really wanted to go to for a long time. ကျွန်တော်အဲ့ဘုရားကျောင်းမှာအရန်တရားဟောခြင်း But one thing I've learned, ဒါပေမဲ့ကျွန်တော်သိရင်ယူမိတဲ့အရာတစ်ခု it's not about what we want, ကျွန်တော်တို့ဘာလိုချင်လဲမဟုတ် but it's about what he wants. သူဘာလိုချင်လဲဖြစ်တယ် And I said, Holy Spirit, ကျွန်တော်ပြောတယ်တန်ရှင်တော်ဝိညာဉ်တော် what do I do? ကျွန်တော်ဘာလုပ်ရမလဲ The grandmas invited me to preach. ကျွန်တော်တို့အဖွားတွေကလည်းကျွန်တော်ဖိတ်တယ် They're so nice. သူတို့ကလည်းရမ်းချစ်ဖို့ကောင်းတယ် But I want to go preach at the mega church. ဒါပေမဲ့ကျွန်တော်ဟိုဘက်မှာလည်းပဲဘုရားကျောင်းကြီးကတရား I've ဟော been ဖို့ခေါ် waiting for a long time. အဲ့ဘုရားကျောင်းမှာဟောဖို့စောင့်နေတာ And the Lord spoke to me. ဘုရားကျွန်တော်စကားပြောတယ် He said, there's more anointing with those 20 grandmas than there will ever be at that church. အဲ့ဒီအဖွားအယောက်20ရှိရဲ့ဘုရားကျောင်းကဘိတ်သိက်ပိုရှိတယ်တဲ့ဘုရားပြောတယ် He said, don't go to the church, go to the grandmas. ဘုရားကျောင်းကိုမသွားနဲ့အဖွားတွေစီကိုသွားပါတဲ့ So we went to the grandmas. ဒါနဲ့ကျွန်တော်တို့အဖွားတွေစီကိုသွားကြတယ် And the meeting အစည်းအဝေးပွဲမှာ wasn't in a church. ဘုရားကျောင်းလည်းမဟုတ်ဘူးဆိုင်မှာ It was in a furniture store အဲ့ဒီဆိုင်ကပရိဘောဂရောင်းတဲ့ဆိုင်ဖြစ်တယ် where they sell beds and couches and dinner sets. ကရင်နေခုံနေစပွဲတွေရောင်းတဲ့နေရာ So now I'm in a meeting ကျွန်တော်ကအခုအဲ့ဒီပွဲမှာ with grandmas sitting on couches, dinner sets, and beds. အဖွားတွေကနေရာမျိုးစုံမှာထိုင်နေဂရင်ပေါ်မှာတယောက်ထိုင်နေစပွဲမှာခိုင်ကုန်မှာမျိုးစုံထိုင်နေကြ And we start preaching to them, ကျွန်တော်တို့တရားစဟောတဲ့ခါ and God moves. ဘုရားဝိညာဉ်တော်လုံးလို့ And at the end of the meeting, စီဝေးပွဲလည်းပြီးရော the lady that led the meeting စီဝေးဦးဆောင်နေသူက comes to me. ကျွန်တော်စီလာပြီ She says, oh, I'm so sorry. Oh sorry ပါ We don't have much money to give you. မင်းကငိုပေးဖို့အလုံးဝအများကြီးမရှိဘူး She said, but my best friend is Dr. Oral Roberts. ဒါပေမဲ့ကျွန်တော်ရဲ့အခင်းဆုံးတငယ်ချင်းက Oral Robert ဖြစ်တယ် And she says,
We would like to bless you ငါတို့မင်းကိုကောင်းချီးပေးခြင်းနဲ့ by taking you to his home and introducing you to the man of God. Aura Robert နဲ့မင်းကိုသူ့အိမ်မှာမိတ်ဆက်ပေးမယ် How many know? I was like, hallelujah. ကျွန်တော်အယံပြောသွားတယ်လုံးဝ And I was so blown away. ကျွန်တော်တခါအော်လာတယ် See, Oral Roberts is a general in the faith. Aura Robert ဆိုတာယုံကြည်ခြင်းဖခင်ကြီးဖြစ်တယ် In the 1950s and 70s, all the way through, 1980လောက်ခရေကနေပြီးတော့ he led tent revival meetings with 10,000 people a night. ဒီပုဂ္ဂိုလ်ဟာလူတောင်းတဲ့ချူ10 meeting တွေမှာတရားဟောတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ် He saw miracle after miracle after မေ miracle, လခဏတစ်ခုပြီးတစ်ခုမြင်နေသူ dead raising after dead raising. တဲ့လူတွေရှင်ပြန်ထမြောက်တော့တစ်ခုတယောက်ပြီးတယောက်ဖြစ်တယ် Oh, he was a general in the faith. ယုံကြည်ခြင်းဖခင်ကြီး And now I'm going to meet him, my wife Miranda and I. ကျွန်တော်နဲ့ကျွန်တော်ရဲ့ဇနီးတွေတွေ့ရတော့မယ်သူ How many know I was so thankful that I went to the grandmas အဖွားတွေစီသွားတာတော့ကျွန်တော်ဘယ်လောက်ကျေးဇူးတော်ချီးမွမ်းလဲသိလား instead of to the mega church? Mega Church ကိုမသွားဘဲနဲ့အဖွားတွေစီသွား And ခဲ့ so Miranda and I go to Dr. Oral Roberts' house. ဒေါက်တာ Aura Robert ရဲ့အိမ်ကိုကျွန်တော်နဲ့ကျွန်တော်ဇနီးတွေသွားခွင့်ရတယ် And we're there အဲ့ဒီမှာ with 10 different couples နော်အဲ့မှာအစုံတွဲ10တွဲရှိ in his living room. သူ့ရဲ့အိမ်ခန်းမှာ And they wheel him in the wheelchair out. the wheelchair နဲ့ခေါ်လာတယ် He's 94. အဲ့ချိန်မှာအသက်64နှစ်ဖြစ်တယ်သူက And when they wheel him out, he looks like he's sleeping. သူ့ကြည့်ရတာအိပ်ပျော်နေပုံရတယ် And I thought in my mind, ကျွန်တော်ရဲ့အတွေးထဲမှာ I don't care if he's sleeping. သူအိပ်မအိပ် I will suck the anointing out of him. ဘိတ်သိချုံကစောက်ယူပြမယ် But he actually wasn't sleeping. တကယ်တော့ Aura Robert အိပ်နေရမဟုတ် He was acting. သူက hands down နေတာ They rolled him out သူ wheelchair နဲ့ထုတ်လာတယ် and he went like this. သူအိပ်ပျော်ခြင်းအောင် Are you ready for the impartation of your lives? အဲ့ဒါပြီးလဲပြီးတော့ထပြီးတော့ အော်တယ်မင်းတို့ဘိတ်သိခံရဖို့စဉ်သင့်ဖြစ်ပြီလားဆိုပြီး He တော့ said, I've been praying in the Holy Ghost for 4 hours waiting for you. သူကပြောတယ်မင်းတို့အတွက်ငါဘိတ်သိဖို့အတွက်4နာရီဝိညာဉ်တော်ထဲမှာငါဆုတောင်းနေတာ When I saw him, ကျွန်တော်သူ့တွေ့တဲ့အခါ I said, whoa. Woo! I said, God, I want to be like him when I grow up. ကျွန်တော်သူ့လိုပဲဖြစ်ချင်တယ်တက်ကြီးလာရင် 94 years old, praying in the Holy Ghost, ဝိညာဉ်တော်ရဲ့အထဲမှာဆုတောင်းတယ်4နာရီ full of faith and full of ယုံ power. ကြည်ခြင်းနဲ့ပြည့်နေတယ် Oh, and we got to ask him ကျွန်တော်ဖခင်စီမှာတောင်းရမယ် one question each. မေကွန်းအော်ရောဘတ်ကိုမေကွန်းမေးခွင့်ရတယ် Anything you want. မေကွန်းတစ်ခုမေးခွင့်ရတယ် You know what I asked him? ကျွန်တော်သူ့ကိုဗာမေးခဲ့လေသိလား I said, Dr. Earl, အော်ရောဘတ်ဆရာ what was the greatest miracle you ever saw? တင်မြင်ခဲ့တဲ့နမိတ်လက္ခဏာတွေမှာအကြီးဆုံးနမိတ်လက္ခဏာပါလေ He's seen millions of miracles. သူက million ပေါင်းများစွာသော miracles တွေမြင်ခဲ့ရတယ် Wouldn't you want to know as well? သင်ရောမသိခြင်းလားအဲ့ဒါ You know what he told me? သူကျွန်တော်ဗာပြောလေသိလား He said, I can't tell you the greatest miracle I've seen, ငါမြင်ခဲ့ဘူးတဲ့အကြီးမားဆုံးနမိတ်လက္ခဏာငါမင်းကိုပြောလို့မရအောင် but I can tell you the greatest faith I've ever seen. ဒါပေမဲ့ငါမင်းကိုပြောလို့ရတဲ့အရာတစ်ခုကတော့အကြီးမားဆုံးယုံကြည်ခြင်းတော့ငါပြောလို့ရတယ် He said one day he was doing a crusade with all these people. အဲ့မှာသူလူတွေအများကြီးနဲ့သူ crusade လုပ်နေတဲ့အချိန်မှာ There was sick people lined up မကျန်းမာတဲ့လူတွေကတန်းစီပြီးတော့အမှ for 3 miles. အဲ့ဒီလူကဘယ်လောက်များလဲဆိုရင်3မိုင်လောက်ရှိတယ်မကျန်းမာတဲ့လူတွေပဲ And လဲ he's ထားတာ laying hands on every one of them. အဲ့လူတယောက်ချင်းစီတိုင်းပေါ်သူလက်တင် They're all getting healed. သူတို့အားလုံးကျန်းမာသွား But when he gets to the end of the line, ဒါပေမဲ့နောက်ဆုံး line လဲရောက် he's so tired, သူအရင်ပင်ပန်းတော့ his assistant takes his hand သူ့ရဲ့လက်ကလေးကိုကင်ပြီးတော့သူ့ရဲ့ assistant ကတင်ပေးရတယ်သူ and လက် is မတင် putting နိုင် the တော့ hand on people. လူတွေပေါ်မှာသူ့လက်ကိုတင် And they bring him to the back room. သူ့နားတဲ့အခန်းထဲကိုပြန်ခေါ်သွား And ပြီး on the couch အဲ့ဒီအပေါ်မှာ is an 8-year-old boy အသက်၈နှစ်ရှိတဲ့ကလေးလေး that has polio. ပိုလီယိုဖြစ်နေ He cannot walk. အဲ့ဒီကလေးကလမ်းမလျှောက်နိုင် He can hardly move. လှုပ်လို့လည်းမရဘူး And Dr. Oral Roberts looks at himအော်ရောဘတ်ကသူ့ကိုကြည့်ပြီးတော့ and says, who are you? မင်းမတူလဲ And this kid says, my name is Phelpy. သူပြောတယ်ငါနာမည်ဖိလစ်ပီပါ And he says to, well, Dr. Oral Roberts says to him, အော်ရောဘတ်ကသူ့ကိုပြောတယ် well, I'm sorry, young man. sorry ပါညီလေး I'm too tired to pray for you.
ငါအယံပင်ပန်းနေပြီမင်းတို့ဆူတောင်းပေးဖို့ The anointing of God is lifted off of me. ဖခင်ကဘိတ်သိက်ချင်းကငါအပေါ်ကနေခွာသွားပြီ So you'll have to come back tomorrow. မနေ့ပြန်နေမှမင်းပြန်လာပါ And this 8-year-old boy ဒီကလေးလေးက stood up မတ်တက်ရက်ပြီးတော့ and looked at him သူ့ကြည့်ပြီးတော့ and said, I rebuke you in the name of Jesus. ယေရှုနာမနဲ့မင်းကအမိန့်ပေးတယ်တဲ့ He said, Jesus appeared to me today and said, I'm getting my miracle. ယေရှုကငါ့ကိုဒီနေ့လာတွေ့တယ်ငါ့ကိုပြောတယ်ငါနမိတ်လက္ခဏာဒီနေ့လို့ပြောတယ် And he said, when that boy said that, အဲ့ဒီကောင်လေးသူ့ကိုပြောတဲ့တံကြား the လေးကြောက် Holy Spirit fell on him သူ့ပေါ်မှာဝိညာဉ်တော်ပြန်ဆင်းသက်လာတယ် and the power of God hit him. ဖခင်တကိုယ်တော်သူ့ထဲ And မှာ he အလုပ်လုပ် prayed ပြီး for that little boy. အဲ့ကလေးလေးကိုဆရာကဆူတောင်းပေးတော့တယ် And 1 year later, ဒီနေ့လည်းနေရော he's doing the crusade in the same city. အဲ့ဒီမြို့မှာ Robert ပြန်သွားပြီးတော့ And crusade လုပ် from the very back of the crusade, crusade ဟိုးနောက်မှာရှိတဲ့နေရာကနေ he sees a little boy running. ကောင်လေးတယောက်ပြေးလာတယ် And he runs up the stage. stage ပေါ်ပြေးလာ And he runs over. And he ပြေးသွား jumps into Dr. Oral Roberts' arms. Robert ရဲ့လက်တွေကိုတခါတည်းခုံဝင်သွားတယ်အဲ့ကလေးက And he gives him a kiss and a hug and says, I'm Phelpy. ပြန်သူ့နော် kiss ပေးပြီးတော့ပြောတယ်ငါနာမည်က Philippi တဲ့ That kid was healed instantly. အဲ့ကလေးအဲ့ညမှာလုံးဝကျမ်းမာသွားတာဖြစ်တယ် See, Dr. Oral Roberts Robert ဟာ told me that that was the greatest miracle he ever saw သူမြင်ဘူးတဲ့နမိတ်လက္ခဏာတွေမှာအကြီးဆုံးဖြစ်တယ် because it was the greatest faith that he'd ever seen. ဘာလို့လဲဆိုအဲ့ကလေးရဲ့ယုံကြည်ခြင်းကြောင့်ဖြစ်တယ် He said he had never seen someone pull on the anointing like that boy. ဘိတ်သိက်ခြင်းကိုဒီလိုမျိုးဆွဲယူတဲ့လူမျိုးငါတခါမှမမြင်ဘူး See, you have to have a tenacious spirit တဲ့အထဲမှာမရမကယူမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိရမယ် if you want to receive from God. ဖခင်ခင်စီကနေတင်လိုချင်ရဲ့ See, I'm saying this story for a reason. ကျွန်တော်ဒီအကြောင်းပြောတာရည်ရွယ်ချက်ရှိတယ် When we lay hands on you, ကျွန်တော်တို့တင်ပေါ်မှာလက်တင်တဲ့အခါ you need to pull on heaven. ကောင်းကင်ကိုတင်ဆွဲယူဖို့လိုတယ် And you know what? If you pull on God, ဖခင်သခင်ကိုတင်ဆွဲတယ်ဆို God will release mantles. He'll release ဖ anointings. ခင်သခင်ဘိတ်သိက်ကိုဆေလွတ်လိုက်မယ် He'll release breakthrough. breakthrough တွေဆေလွတ်လိုက်မယ် Listen, I want to encourage you. သင်ကိုကျွန်တော်အားပေးခြင်းနဲ့ You know what ended up happening? ဘာဖြစ်လာလဲသိလား After he answered that prayer ကျွန်တော်ရဲ့မိကွန်းသူဖြေပြီးတဲ့အခါ or answered my question, ကျွန်တော်ရဲ့မိကွန်းသူဖြေပြီးတဲ့အခါ it came time to lay hands on everybody. ကျွန်တော်တို့တွေကိုသူလက်တင်ပေးမဲ့ချိန်ရောက်လာတယ် And he laid hands on me and he laid hands on Miranda. ကျွန်တော်နဲ့ Miranda နှစ်ယောက်စလုံးပေါ်သူလက်တင်ပေး And I'm telling you, when he laid hands on us, ကျွန်တော်တို့ပေါ်သူလက်တင် the တဲ့အခါ power of God hit us. ဖခင်ကတကိုးတော့ကျွန်တော်တို့ပေါ် And we ရောက်လာ went flying. ကျွန်တော်တို့ကလဲတာမဟုတ်ပြန်သွားတယ် And I'm telling you, the anointing of God came all over us. ဖခင်ဘိတ်သိက်ခြင်းကကျွန်တော်တို့ပေါ်တက်ရောက်လာ And he began to prophesy that we would bring revival to nations all over the world. ကဘာအနံ့ကိုနိုးထောင်မှုတည်သွားမယ်လို့သူ prophet ပြုတယ် And since that time, we've gone all over the world and seen miracles and signs and wonders. နမိတ်လက္ခဏာတွေအောက်ပဲဖခင်အလုံးလုံးတဲ့ຢာကျွန် And တော် after မြင် that moment of prayer, the miracles went to the next level. ဝိညာဉ်တော်ရဲ့လှုပ်လှုပ်ခြင်းကြောင့်မလို့နမိတ်လက္ခဏာတွေကနောက်တစ်ဆင့်ဖြစ်သွားတယ် I remember it was after that someone in Korea, when we were there, the fingers that were missing grew back. အဲ့ဒီချိန်တုန်းကဆိုရင်လက်ပြတ်နေတဲ့လူလက်ပြန်ထွက်လာတယ်ကိုရီးယားမှာ I remember that God began to do creative miracles where he would grow body parts. ခန္ဓာကိုယ်အစိတ်ပိုင်းတွေဘုရားကပြန်ထည့်ပေးတာတွေကျွန်တော်တို့စ Metal ပြီး would မြင်လာရ dissolve out of bodies. still တွေပြန်ပြီးတော့ဒီနေ့အယိုးပြန်ဖြစ်သွားတယ် There was such an increase of power and authority. အခွင့်အာဏာတကိုးတွေဘုရားကပေးလာတယ် And you know what's interesting? စိတ်ဝင်စားစရာကောင်းတဲ့အရာဘာလဲဆိုတော့ It's like 10 months after this, အဲ့ဒါပြီးတဲ့အခါမှာ I was in a conference conference တစ်ခု with the prophet Bob Jones. prophet Bob Jones နဲ့ And he walked up to me Bob Jones ကျွန်တော်စီလာပြီးပြော and he said, "Hey boy, you was in the right place at the right time, wasn't you?" သူကကျွန်တော်ပြောတယ်ကောင်းလေးမင်းကနေရာမှန်အချိန်မှန်မှာရောက်နေတယ်ဟုတ်တယ်မဟုတ်လား And I said, "What do you mean, Bob?" Bob မင်းဘာကိုဆိုလို့ချင်တာလဲ He said, "Oral Roberts." Robert လေတဲ့ And I said, "Did I tell you I met Oral Roberts?" Robert နဲ့ငါတွေ့တာမင်းငါပြောဘူးလို့လား He goes, "No, you didn't tell me." မင်းငါပြောတာမဟုတ်ဘူး And I said, "Who told you?" မင်းဘာသူပြောလဲ And he joked around. He said, "A birdie told me." ကျွန်တော်လူတယောက်လာပြောတာပေါ့ဆိုသူကကျွန် He တော် said, နောက် "The Holy Ghost, you dummy." သူကပြောတယ်မင်းကလေကွာဒါလေးတော့မသိဘူးလားတန်ရှင်တော်ဝိညာဉ်တော်ပေါ့ And he prophesied. ကျွန်တော် prophet ပြု And he said, "God has given you and Miranda the mantle of Oral Roberts မင်းနဲ့ Miranda ကို Robert ရဲ့ဝိညာဉ်ဖျားပေးထားတယ် to carry the healing power of God to the nations of the world." နိုင်ငံတွေကိုကျမ်းမာခြင်းဘိတ်သိက်တဲတော်ဖို့ရတော့ဖြစ်တယ် And he said, just like God used Oral to teach a
generation about God's healing power, so is he going to use you. ဖယားသခင်က oral ဘက်ကိုဒီအနာရောဂါငြိမ်းခြင်းအဖြစ်လူနာတွေကိုပျောက်ကင်းစေပြီးတော့ဧဝံဂေလိတရားဟောစေလို့ပဲမင်းတို့ဖယားသခင်သုံးလိုက်မယ် We've seen millions of people saved. တန်းနဲ့ချီတဲ့လူတွေကယ်တင်ခြင်းရတယ် We've seen hundreds of thousands, if not a million people healed. အနာရောဂါငြိမ်းခြင်းသိန်းနဲ့တန်းနဲ့ချီရတာကိုကျွန်တော်တို့မြင်ဘူးတဲ့ Since that time of impartation, အဲ့ဒီ impartation ရ I ပြီး could ကြ tell ရ you stories of impartation all night from different ones that I received from. ကျွန်တော်လက်ခံရရှိတဲ့ဗိသိက်ချင်းတွေအကြောင်းပြောမယ်ဆိုရင်အများကြီးပဲဖြစ်တယ် But I believe it's our time to release impartation to you. ဒါပေမဲ့ဒီညကတော့အဲ့ဒီဗိသိက်ချင်းကိုသင်တို့စီကိုဆေလွတ်ဖို့ချိန်ဖြစ်တယ် See, the woman of God is here ဖယားလူဆ iam မဒီမှာရောက်နေပြီဖြစ်တယ် because she's ready to release impartation. သင်တို့အပေါ်မှာဗိသိက်ချင်းဆေလွတ်ဖို့အတွက်ဖြစ်တယ် Who's hungry for impartation? ဘယ်နှယောက်ကဆာငတ်ပါတယ်လဲ See, because God wants to release ဖယားခင်ကဆေလွတ်ခြင်းတယ် mantles in this place. ဝိယုံကိုဆေလွတ်ခြင်း But what is the purpose of encounters with God? ဖယားခင်နဲ့တွေ့ဆုံခြင်းရည်ရွယ်ချက်ကဘာလဲ Like we learned about earlier, ဒီနေ့ကျွန်တော်တို့ခုနသင်ခဲ့တယ်လို့ပဲ like Peter learned. ဘေဒရုသင်ခဲ့တယ်လို့ပဲ The purpose ဘေရည်ရွယ်ချက်က is to see Jesus in the right light. ယေရှုကိုမှန်ကန်တဲ့နေပုံစံနဲ့မြင်ဖို့ဖြစ်တယ် How many know we are his servants ကျွန်တော်တို့ကသူ့ရဲ့စေခံနေဖြစ်တယ် and he is our king? သူကကျွန်တော်တို့ရဲ့ရှင်ဘုရင်ဖြစ်တယ် He's our God. သူတို့ကသူဟာကျွန်တော်တို့ရဲ့ဖယား And when you recognize this, သင်ဒါကိုသိရင် oh, there's no limitation. ကန့်သက်စွာမရှိတော့ See, tonight, ဒီညမှာ God's going to release his power in this place. ဘုရားခင်သူ့ရဲ့ဗိသိက်ချင်းဒီညမှာဆေလွတ်မှာဖြ In စ်တယ် fact, I want you to close your eyes ဒီညမှာမျက်စိမိတ်ဆေးခြင်းနဲ့အားလုံး and I'm going to pray. ကျွန်တော်ဆုတောင်းမယ်